ဒီနေ့ကအရှိရဗီဒီယိုတွေမှာဒီတရားမှတ်မဲ့ဘာဟိယတုတ်နဲ့မာလူကျပုဒ္ဒတုတ်ရတုတ်တွင်ပါသောစိတ်တက်ကြခြင်းစိတ်တက်ကြွခြင်းကိုဖြေဖြောင်းနည်းဆိုတဲ့နည်းကိုအဆင့်အကုန်လုံးကိုရှေ့ဗီဒီယိုတွေမှာပြောပြပြီးတဲ့အတွက်အခုဗီဒီယိုကကြတော့မဂ္ဂသစ္စာအကြောင်းပြောပြမှာပေါ့နော်မဂ္ဂသစ္စာပြောမယ်ဆိုရင်သစ္စာ၄ပါးထဲမှာဒုက္ခသစ္စာနဲ့သမုဒယသစ္စာနဲ့ကိုမပြောတော့ဘဲနဲ့မဂ္ဂသစ္စာဆိုတာကိုလောက်ရမယ့်အရာပေါ့နော်လောက်ကမဲ့ဟာကိုဟောထားတဲ့သုတ်တန်တစ်ခုရယ်ပြီးလို့ရှိရင်ဝိပဿနာကထာဆိုတာရှိတယ်အဲ့နှစ်ခုကိုဒီနေ့ပြောပြပေးမယ်ပေါ့နော်ပထမတစ်ခုကကြတော့ဒီကျမ်းရဲ့လိပ်စာပေါ့ကျမ်းရဲ့ဘယ်ကျမ်းနေမှာပါတယ်ဆိုတဲ့ခေါင်းစဉ်ကဒီကနိကေတုတ်မဟာဝါမဟာတတိပဌာနာတုတ်ဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာဆိုတဲ့နေရာလေးမှာရှိတဲ့စာရယ်ပေါ့နော်နောက်တစ်ခုကကြတော့ခုတ်တကနိကေထဲမှာပေါ့နော်ပဋိသင်္ဖိဓာမတ်ထဲမှာပြီးရင်ဝက်ကကြတော့ပညာဝက်ခေါင်းစဉ်ကဝိပဿနာကထာဒီခေါင်းစဉ်နှစ်ခုကိုပြောပြမှာပေါ့နော်ဝိပဿနာကထာရဲ့ဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာဆိုတာအရှိကြီးဆိုပေမဲ့ပုံမှန်နားလည်တဲ့လူတွေကတော့မဂ္ဂသစ္စာလို့ပြောလေရတယ်ပေါ့နော်ခုနကတော့ပါဠိလိုအရှိရေးထားတာပေါ့တကယ်တော့မဂ္ဂသစ္စာပေါ့ကိုကျင့်ကြံမဲ့နည်းပေါ့နောက်တစ်ခုကကြတော့ဝိပဿနာကထာပေါ့နော်ဒီနှစ်မျိုးကိုဒီနေ့ဖတ်ပြီးတော့တချို့ဟာလေးရှင်းပြပေးမယ်ပေါ့နော်အခုကဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာယဟန်တို့ဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာသည်အဘယ်နည်းမြတ်သောအင်္ဂါ၈ပါးရှိသောဤမတ်အကျင့်လန်းသည်ဤမတ်အကျင့်လန်းတို့သည်အဘယ်တို့နည်းတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိလူတွေကပုံမှန်နားထောင်နေတဲ့လူတွေကဘယ်လိုမျိုးသိထားလဲဆိုရင်ဒီလိုမျိုးပေါ့အကျဉ်းအနေနဲ့ပဲသိတာများတယ်ပေါ့နော်ဒီမဂ်ကင်၈ပါးရဲ့အကျယ်မြတ်စွာဘုရားဟောထားတဲ့အကျယ်ဟောထားတဲ့စာတွေကိုတော်တော်များများပေါ့တရားမှာ80လောက်ကဒီလိုအကျဉ်းအနေနဲ့ပဲသိထားတယ်ပေါ့နော်အကျယ်အနေနဲ့သိမသိကြဘူးအကျယ်အနေနဲ့သိရင်တော့မှပဲအဲ့ဒီအကျယ်ကိုမှပို့ပြီးနည်းနည်းသိတဲ့လူလည်းရှားလိမ့်မယ်လို့ယူဆရပါနော်အဲ့ဒါကြောင့်မလို့ဒီဟာလေးကိုပြောပြပေးတာဖြစ်တယ်ပြီးလို့ရှိရင်ဒီနီးအတွက်ကဘယ်နီးတော့ပဲဖြစ်ဖြစ်ဒီမဂ်ကင်၈ပါးရဲ့သဘောတရားကလိုအပ်တယ်အသုံးပြုဖို့အတွက်လုံးဝတကယ်ကိုလိုအပ်တဲ့အတွက်ကြောင့်မလို့လေဒီဟာကိုထည့်ပြောပေးတာပါနော်ဒီနေ့ကဒါမဂ္ဂသစ္စာအကြောင်းပြောပြီးလို့ရှိရင်လက်ဖြံမှာနိရောဓသစ္စာလို့ခေါ်လို့ရတယ်နိဗ္ဗာန်အကြောင်းကိုပြောပေးမှာဖြစ်တယ်စာကိုဆက်ပြီးတော့ဖတ်ကြည့်အောင်ယဟန်တို့တမ္မာဒိဋ္ဌိသည်အဘယ်နည်းတမ္မာဒိဋ္ဌိဆိုတာဘယ်နည်းတဲ့ဒုက္ခ၌သိမြင်ခြင်းဒုက္ခ၏ဖြစ်ကြောင်း၌သိမြင်ခြင်းဒုက္ခ၏ချုပ်ရာနိဗ္ဗာန်၌သိမြင်ခြင်းဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်၌သိမြင်ခြင်းသည်ယဟန်တို့ဤသိမြင်ခြင်းကိုမှန်စွာသိမြင်ခြင်းတမ္မာဒိဋ္ဌိဟု၍ဆိုအပ်၏တဲ့ဒုက္ခ၌သိမြင်ရမယ်ဒုက္ခ၏ဖြစ်ကြောင်း၌သိမြင်ရမယ်ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်၌သိမြင်ရမယ်ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်၌သိမြင်ရမယ်ပြောမယ်ဆိုရောက်ကြောင်းအကျင့်ဆိုတာဒီမဂ္ဂသစ္စာကိုပဲပြောတာပါနော်ယဟန်တို့ဤသိမြင်ခြင်းကိုမှန်စွာသိမြင်ခြင်းတမ္မာဒိဋ္ဌိဟု၍ဆိုအပ်၏တဲ့နောက်တစ်ခုယဟန်တို့တမ္မာသင်္ကပ္ပသည်အဘယ်နည်းဒါမြတ်စွာဘုရားပဲမေးတာပေါ့နော်
မြတ်စွာဘုရားမေးမြတ်စွာဘုရားပဲဖြေချပေးတာပါနော်အဖြေကကာမအာယုံမှလွတ်ကင်းသောကြံစီခြင်းဖြတ်စည်းခြင်းမှလွတ်ကင်းသောကြံစီခြင်းညှင်းဆဲခြင်းမှလွတ်ကင်းသောကြံစီခြင်းယဟန်တို့ဤကြံစီကြံခြင်းကိုမှန်စွာကြံခြင်းတမ္မာသင်္ကပ္ပဟု၍ဆိုရ၏ဒီနေရာမှာသိထားတဲ့နာသင်္ကပ္ပလို့သုံးတယ်ပေါ့နော်ဒီမဂ်ကင်ရှင်ပါရဲ့နေရာမှာကျတော့သင်္ကပ္ပဆိုတဲ့ကြံစီခြင်းကိုသုံးတယ်မြတ်စွာဘုရားရဲ့စကားလုံးသုံးပုံတွေပေါ့နော်ဒီပထမဇန်တို့ဒုတိယဇန်တို့မှာပါတဲ့ကြံစီခြင်းကိုကြတော့မြတ်စွာဘုရားဝိတ္တအနေနဲ့သုံးတယ်နောက်ထပ်ကာမဝိတ္တဆိုပြီးတော့လေဝိတ္တအနေနဲ့တချို့နေရာတွေမှာသုံးတာရှိတယ်ဒါပေမဲ့ဒီနေရာမှာကျတော့မဂ်ကင်၈ပါးနေရာမှာကျတော့တမ္မာသင်္ကပ္ပဆိုပြီးတော့ဝိတ္တလို့မသုံးဘဲနဲ့သင်္ကပ္ပလို့သုံးတယ်ဒါမြတ်စွာဘုရားရဲ့အသုံးတစ်ခုနဲ့တစ်ခုမတူညီတဲ့ဟာပေါ့နော်ဒါပေမဲ့တူတာအရှိရဟာရတူတယ်ခုနကာမအာယုံမှလွတ်ကင်းသောကြံစီခြင်းကာမအာယုံမှလွတ်ကင်းသောကြံစီခြင်းဖြည့်ဆည်းခြင်းမှလွတ်ကင်းသောကြံစီခြင်းညှင်းဆဲခြင်းမှလွတ်ကင်းသောကြံစီခြင်းအဲ့ဒီမှာကာယအာယုံမှလွတ်ကင်းသောကြံစီခြင်းဆိုတာနိခမဝိတ္တကိုပြောတာဗောနော်နိခမသင်္ကပ္ပဖြည့်ဆည်းခြင်းမှလွတ်ကင်းသောကြံစီခြင်းဆိုတာအဗျာပါဒသင်္ကပ္ပညှင်းဆဲခြင်းမှလွတ်ကင်းသောကြံစီခြင်းဆိုတာအဝိဟိန္ဒသင်္ကပ္ပပေါ့နော်ဒီအနောက်ကသင်္ကပ္ပနဲ့ဝိတ္တကပြောင်းမိမယ်ဒီကာမရဲ့ဟောနိခမရဲ့အဗျာပါဒရဲ့အဝိဟိန္ဒရဲ့ကြတော့အရှိကဝိတ္တနဲ့တုံတွဲပြီးတော့ဟောထားတဲ့တရားတွေရှိရပါတော့ဒီတရားတွေဆန့်ကျင်ဘက်ရှိတယ်ကာမအာယုံမှာလွတ်ကင်းသောကြံစီဆုံးဆိုရင်ကာမအာယုံမှာလွတ်ကင်းသောကြံစီခြင်းဆိုလို့ရှိရင်သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ကာမအာယုံနဲ့မလွတ်ကင်းတဲ့ကြံစီခြင်းဆိုတာရှိတယ်အဲ့ဒါကိုပါဠိလိုကြတော့ကာမသင်္ကပ္ပဒါမှမဟုတ်ကာမဝိတ္တလို့ခေါ်လို့ရတယ်မြတ်စွာဘုရားတရားတွေတော်တော်များများမှာဟောတာကြတော့ဝိတ္တအနေနဲ့ဟောတယ်ဒီခုနကောင်းတဲ့ဟာတွေဆန့်ကျင်ဘက်ဖြစ်တဲ့ကာမဝိတ္တကာမအာယုံနဲ့မလွတ်ကင်းတဲ့ကြံစီခြင်းတွေကာမအာယုံပေါ်မှာကြံစီခြင်းတွေဗျာပါဒဝိတ္တဆိုတဲ့ဖြည့်ဆည်းခြင်းနဲ့ဆက်တဲ့ကြံစီခြင်းတွေပေါ့နောက်တစ်ခုဝိဟိန္ဒဝိတ္တဝိဟိန္ဒဝိတ္တဆိုတာဝိဟိန္ဒရဲ့မြန်မာပြန်ညှင်းဆဲခြင်းပေါ့နော်ညှင်းဆဲခြင်းနဲ့ဆိုင်တဲ့ကြံစီခြင်းတွေဆိုပြီးတော့ဒီကြံစီခြင်း၃ခုရှိရဲ့မြတ်စွာဘုရားဟောတဲ့အရှိမဟောတတ်တဲ့တရားတွေကကြတော့ဒီကာမဝိတ္တရဲ့ဗျာပါဒဝိတ္တရဲ့အဝိဟိန္ဒဝိတ္တရဲ့ဒီဝိတ္တ၃ခုကိုမဖြစ်စေရဘူးတဲ့အဲ့ဝိတ္တ၃ခုနဲ့ဆန့်ကျင်တဲ့ဘက်ဖြစ်တဲ့နိခမဝိတ္တလွတ်မြောက်ခြင်းနဲ့ဆိုင်တဲ့ကြံစီခြင်းတွေအဗျာပါဒဝိတ္တဆိုတဲ့ဖြည့်ဆည်းခြင်းတွေမဟုတ်တဲ့ကြံစီခြင်းတွေသူဘာပေါ်မှာပေါ့နော်မကောင်းကြံတဲ့ကြံစီခြင်းတွေဒီလိုမကောင်းကြံတဲ့ကြံစီခြင်းတွေဝိဟိန္ဒဝိတ္တဆိုတဲ့ညှင်းဆဲခြင်းနဲ့သက်ဆိုင်တဲ့ကြံစီခြင်းတွေဒီကြံစီခြင်းတွေကိုမလုပ်ရဘူးနိခမဆိုတဲ့လွတ်မြောက်ခြင်းနဲ့ဆိုင်တဲ့ကြံစီခြင်းတွေကြံစီရမယ်အဗျာပါဒဝိတ္တဆိုတဲ့ဖြည့်ဆည်းခြင်းမှလွတ်ကင်းတဲ့ကြံစီခြင်းတွေကိုကြံစီရမယ်အဝိဟိန္ဒဝိတ္တဆိုတဲ့ညှင်းဆဲခြင်းမှလွတ်ကင်းတဲ့ကြံစီခြင်းတွေကိုကြံစီရမယ်ဆိုပြီးတော့ဒါအရှိရတရားတွေတော်များများဟောထားတယ်ဒါပေမဲ့ဒီမဂ်ကင်၈ပါးတရားမှာကျတော့မြတ်စွာဘုရားကဝိတ္တအနေနဲ့မသုံးမဲ့နဲ့သင်္ကပ္ပနဲ့ပဲသုံးပြီးဟောထားတယ်နိခမသင်္ကပ္ပဆိုတဲ့ကာမအာယုံမှာလွတ်ကင်းသောကြံစီခြင်းအဗျာပါဒသင်္ကပ္ပဆိုတဲ့ဖြည့်ဆည်းခြင်းမှလွတ်ကင်းတဲ့ကြံစီခြင်းတွေအဝိဟိန္ဒသင်္ကပ္ပဆိုတဲ့ညှင်းဆဲခြင်းမှလွတ်ကင်းတဲ့ကြံစီခြင်းတွေကိုကြံစီရမယ်အဲ့တော့ဒီသင်္ကပ္ပကိုသာတကယ်သိလို့ရှိရင်သဘောတရားကိုသိလို့ရှိရင်ဒါတေချာနားလည်လိုက်မယ်ဆိုရင်တော့မြတ်စွာဘုရားပြောခြင်းတဲ့အဓိပ္ပာယ်ကိုသဘောပေါက်လိမ့်မယ်တချို့တွေကြတော့ဒီသင်္ကပ္ပဆိုတဲ့အရာကိုတစ်မျိုးဘာသာပြန်ပလိုက်တယ်ပေါ့နော်တစ်မျိုးဘာသာပြန်တယ်ဆိုတာကလေဒီအရှိအဓိပ္ပာယ်တွေကိုထဲမတွက်တော့ဘဲနဲ့တချို့တွေကအပေါ်ကတမ္မာသင်္ကပ္ပဆိုတဲ့ဒီအတူအဓိပ္ပာယ်တစ်ခုကိုပဲယူပြီးတော့သူတို့လိုချင်တဲ့ပုံစံတစ်ခုဆွဲသွင်းပြီးတော့မှ
ဒီနည်းကိုအသုံးပြုလိုက်တာပေါ့နော်ကိုလိုချင်တာကိုဆွဲပြလိုက်ဆွဲတွေ့ပြီးတော့မှဒါဟိုပြောမယ်ဆိုရင်ဒါအကြံကောင်းတဲ့အကြံစီတွေကိုကြံစီရမယ်ဆိုပြီးတော့ပြောကြတယ်အမှန်တော့ကောင်းတဲ့ကြံစီတော့မှန်တယ်ဟိုလူလောကအနေနဲ့မှန်ပေမဲ့ဒီလောကုတ္တရာဆိုတာလောကဥတ္တရာပေါ့လောကရဲ့အမော်မြတ်ဖြစ်တဲ့တရားပေါ့နော်ဒီတရားဘက်မှာကြတော့ကောင်းတဲ့ကြံစီခြင်းမဟုတ်လို့ရှိရင်လွတ်မြောက်နိုင်မှာမဟုတ်တရားကိုသိထားတယ်တချို့ကတမသင်္ကပ္ပဆိုကောင်းတာဟိုကြံစီရမယ်ဆိုတော့မှန်တယ်သူတို့ကအပြင်လောကီကြီးပွားရေးအတွက်သုံးတာဒါမှမှန်ဘူးလားဆိုတော့မှန်လောကီကြီးပွားရေးအတွက်ဆိုရင်တော့မှန်တယ်ဒါပေမဲ့ဒီတရားအတွက်သုံးမယ်ဆိုရင်အပြင်လောကီနဲ့ဆိုင်တဲ့အတွေးခေါ်တွေစဉ်းစားကြံစီမှုတွေကတကယ်တမ်းတော့မဆိုင်ဘူးပေါ့နော်အဲ့ဒီအရာကိုတော့သိထားဖို့လိုတယ်တချို့တွေကကြံစီရမယ်ဆိုပြီးတော့ပြင်ပအရာတွေကိုကြံစီရမယ်ထင်တယ်အမှန်တော့မဟုတ်ဘူးဒီကာယမအာယုံမှာလွတ်ကင်းတဲ့ကြံစီခြင်းတွေဆိုတာခုနတရားမှတ်တဲ့ပုံစံမျိုးတွေပေါ့နော်တရားမှတ်တဲ့ပုံစံမျိုးတွေအပြာပါဒသင်္ကပ္ပဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲတရားမှတ်နေတဲ့အချိန်မှာတခြားမှတ်နေတဲ့ဟာနဲ့မဆိုင်တဲ့စိတ်တွေဖြစ်ပေါ်လာရင်လို့ရှိရင်မဆိုင်တဲ့စိတ်တွေဖြစ်ပေါ်လာလို့ရှိရင်တရားမှတ်တဲ့စိတ်ကိုပြန်ပြောင်းရတယ်အဲ့ဒီသဘောတရားကိုလည်းသိဖို့လိုတယ်ပေါ့နော်ကျိုးတွေကလုံးဝယူဘယ်လိုပြောရမလဲမကောင်းတဲ့ဟာကိုလည်းတချို့ရဲ့ယူဆပါနော်မကောင်းတဲ့ဟာကလည်းလုံးဝမရှိရဘူးခုနလိုကာမဝိတ္တဗျာပါဒဝိတ္တအဝိဟိန္ဒဝိတ္တဆိုတဲ့ကာမကိုကြံစီတာဖြည့်စည်းခြင်းဆိုတဲ့စိတ်တွေရှိတာနှင်းဆဲလိုတဲ့စိတ်တွေရှိတာဒီစိတ်တွေကိုလုံးမရှိသင့်ဘူးဒါပေမဲ့မကောင်းတဲ့စိတ်တွေခုနဒါမကောင်းတဲ့စိတ်တွေပေါ့မကောင်းတဲ့စိတ်တွေလည်းလုံးမရှိသင့်ဘူးဒါပေမဲ့ကောင်းတဲ့စိတ်တွေလည်းမရှိသင့်တော့ဘူးဆိုပြီးတော့တချို့တွေကဒီလိုအယူဆလည်းရှိအမှန်တော့ဒီရဲ့စာအရာဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ဟောပုံဟောနည်းအရာရှေ့ရတရားတွေမှာဟောပုံဟောနည်းအရာဆိုဒီလိုမျိုးကြီးလုံးကြီးမရှိအောင်လုပ်ရတာမဟုတ်သေးဘူးလောလောဆယ်ကြင်ကြံတဲ့အပိုင်းမှာပေါ့နော်ကြင်ကြံတဲ့အကျိုးရလာတဲ့အချိန်မှာတော့အဲ့ဒီလိုဟာကဟုတ်ကောင်းဟုတ်နိုင်ဒါပေမဲ့ဒီလိုကြင်ကြံတဲ့အချိန်မှာကမကောင်းတဲ့နေဟာနဲ့ကောင်းတဲ့ဟာနဲ့ကိုအလဲလဲလှုပ်ထားရသေးတယ်အဲ့ဒီရဲ့သဘောတရားကိုသိဖို့လို့တချို့တွေကလုံးဝကိုသိရမလားစိတ်မှန်သမျှလုံးဝမရှိသင့်တော့ဘူးဆိုတဲ့အယူအဆကိုနဲ့သွားကြတယ်ပေါ့နော်ဒီပြောမယ်အဲ့ဒါဘာကြောင့်သွားလဲဆိုခုနအစပြောခဲ့တဲ့အတိုင်းပဲဒီတမ္မာသင်္ကပ္ပဆိုတဲ့ခေါင်းစဉ်အတူရဲ့အဓိပ္ပာယ်တိုင်းတမ္မာဆိုတာကောင်းဆိုတာသင်္ကပ္ပဆိုတာကြံစီခြင်းကောင်းဆိုတာကြံစီခြင်းဆိုပြီးတော့ဒီအဓိပ္ပာယ်အတူလေးနဲ့ပဲအသုံးပြုလိုက်ကြတဲ့အခါမှာအောက်ကရှည်သဘောတရားကိုမသိတဲ့အခါမှာနားလည်မှုတွေကလွဲပြီးတော့တကယ်ဟိုထိထိရောက်ရောက်နားလည်မှုလွဲတဲ့အတွက်သုံးတဲ့ပုံစံလဲလွဲမယ်သုံးတဲ့ပုံစံလွဲတဲ့အခါရလာတဲ့အကျိုးရလက်ကလည်းလွဲနိုင်တယ်ပေါ့နော်အဲ့ဒီအဲ့လိုမလွဲဖို့လိုတယ်ကိုကအခုကြင်ကြံနေစေအချိန်မှာဒီနီးနဲ့မှန်နေဖို့လိုတယ်မှန်ကန်တဲ့နီးနဲ့အသုံးပြုမိဖို့လိုတယ်ကိုကအခုစပြီးတော့ကိုကကြင်ကြံမဲ့အချိန်မှာတမ္မာသင်္ကပ္ပဆိုပြီးတော့အတူလေးပဲပြန်လိုက်လို့မရအောင်အောက်ကအရှည်ရဲ့အဓိပ္ပာယ်ကိုလည်းသိရမယ်ရှည်ရဲ့အဓိပ္ပာယ်ကလည်းခုနကာမဝိတ္တဆိုတဲ့နေရာမှာဝိတ္တဒါဝိတ္တကိုသင်္ကပ္ပအနေနဲ့မြတ်စွာဘုရားဟောလိုက်တာပေါ့နော်အဲ့တော့ကြံစီခြင်းပေါ့ကြံစီခြင်းတွေကမရှိရမှာမဟုတ်ဘူးဒီကာမဝိတ္တဆိုတာကာမဆိုတာလည်းတချို့တွေကကာမကိုသိမသိကြဘူးမြတ်စွာဘုရားပြောတဲ့ကာမဆိုတာကအစင်းအတန်အနက်အရသာအထိတွေ့ဆိုတဲ့ဒီကာမဂုဏ်အာယုံဆိုတဲ့ဒီ၅မျိုးပြောတာနော်အဲ့ဒီအရာတွေနဲ့ဆက်ဆက်တဲ့ကြံစီခြင်းတွေပေါ့အဲ့ဒီအရာတွေမကြံစီရဘူးတဲ့အဲ့တော့ကိုကပထမကဒီအာယုံတွေပေါ်မှာကာမအာယုံတွေပေါ်မှာကြံစီတယ်အဲ့ဒီကြံစီတဲ့စိတ်နေရာမှာကိုနိခမလွတ်မြောက်ခြင်းနဲ့ဆိုင်တဲ့ဒီကာမအာယုံတွေပေါ်နဲ့မဆိုင်တဲ့ခုနတရားမှတ်တဲ့ဟာမျိုးပေါ့နော်သတိပဋ္ဌာန်မှာရှိရဲကမ္မထမ်း40မှာရှိရဲကိုကြိုက်တဲ့တနည်းနည်းနဲ့ပေါ့မြတ်စွာဘုရားပေးခဲ့တဲ့နည်းနဲ့ကြိုက်တဲ့နည်းတနည်းကိုနဲ့ဆင်ပြတဲ့နည်းတနည်းကိုအသုံးပြုပြီးတော့ဟာကာမသင်္ကပ္ပနေရာမှာတမ္မာသင်္ကပ္ပပြောင်းလိုက်တယ်နော်
အဲ့ဒီအချိန်မှာအဗျာပါဒဆိုတဲ့ဖြည့်ဆည်းလို့တဲ့စိတ်ကတစ်ချက်ဖြစ်လာဒါဒေါသနဲ့ဆိုင်တဲ့စိတ်နော်တစ်ချက်ဖြစ်လာရင်လည်းအဲ့ဒီစိတ်ကိုပြန်ဖျောက်ပြီးတော့ခုနကမ္မထံကိုယ့်ရဲ့တရားမှတ်တာကိုပဲပြန်ထည့်လို့ရတယ်ဒါမှမဟုတ်လည်းဖျောက်ပြစ်လို့ရတယ်။အော်ဒီစိတ်ကမဖြစ်တင်ဘူးဆိုပြီးတော့ဒီလိုမျိုးစဉ်းစားဆင်ခြင်ဟိုပါပေါ့ပါဠိလိုပြောရင်တော့ပစ္စောခဏရပေါ့ဆင်ခြင်လိုက်တယ်ပေါ့နော်ဒါပေါ့ဒီတစ်ခုနေရာမှာတစ်ခုကိုချိန်တယ်မကောင်းတဲ့နေရာမှာကောင်းတဲ့နေရာကိုချိန်ပြီးတော့ထည့်ရမယ်အရင်ဆုံးကိုယ်ဗရန်ကြတော့အဓိကသုံးပြီးတော့ကမ္မထမ်းနည်းနဲ့ပဲထည့်လိုက်တာပေါ့နော်ကိုဒေါသထွက်လာတယ်ဆိုရင်လည်းဒီဒေါသကခုနကိုအသုံးပြုနေတဲ့နည်းကိုသာဒီဇိုင်းမမတ်သုံးနေလို့ရှိရင်ဒီဒေါသကဒီနည်းနဲ့ပဲပြန်ဖျောက်လို့ရတယ်နော်အဲ့ဒီတစ်ခုတော့ရှိတယ်ခုနလိုဝိဟိန္ဒသင်္ကပ္ပဆိုတဲ့ညင်းဆဲလိုတဲ့စိတ်တွေဖြစ်လာရင်ဒါမကောင်းတဲ့စိတ်ပေါ့နော်အဲ့ဒီစိတ်ဖြစ်လာရင်အဝိဟိန္ဒဆိုတဲ့သင်္ကပ္ပဆိုတဲ့မညင်းဆဲလိုတဲ့စိတ်ကိုပြန်ပြောင်းရမယ်ဒီသဘောတရားကိုပြောတာအဓိကပြန်ပြောင်းနေဆိုတာလေကိုကကမ္မထမ်းရှိလို့ရှိရင်ကိုကမ္မထမ်းကိုလှုပ်လိုက်လို့ရှိရင်ဒီစိတ်ကပြန်ပြောက်သွားမှာပဲเนาะအဲ့သဘောတရားကိုမကောင်းတဲ့သင်္ကပ္ပနေရာမှာကောင်းတဲ့သင်္ကပ္ပကိုအရင်အစားထိုးလိုက်အဲ့ဒါကိုသိဖို့လိုရယ်เนาะနှုတ်မဆိုရင်တလွဲတွေဖြစ်ကုန်လိမ့်မယ်သူကသင်္ကပ္ပတမသင်္ကပ္ပကောင်းတဲ့ကြံစီခြင်းအကုန်လုံးကိုကောင်းတယ်လို့မပြောဘူးဒီတရားလေးနဲ့ဆိုင်တဲ့ခုနလိုပေါ့ဒီတရားမှတ်တာတို့ကမ္မထမ်းမြတ်စွာဘုရားပြည့်တဲ့ကမ္မထမ်းကြီးကကမ္မထမ်းကိုမှတ်တာအသုံးပြုတာကျင့်ကြံတာဒါဟုတ်သားလင်တမသင်္ကပ္ပလို့ပြောတဲ့ဒီနည်းနဲ့မဆိုင်တဲ့လောကီရေးနဲ့ဆိုင်တဲ့ကောင်းတဲ့ကြံစီခြင်းတွေကိုထည့်တွက်လို့မရတချို့တွေကဒီအတူလေးတိုင်းကိုပဲယူပြီးကိုအပြင်လောကနဲ့ဆက်ဆက်ပြီးတော့ယူပလိုက်တာရှိတယ်ဒါပေမဲ့ဟိုတမန်ကရှန်ကအပြင်လောကစီးပွားတက်ဖို့အတွက်သုံးတယ်ဆိုရင်ရတယ်ဒါပေမဲ့အဲ့ဒီဟာအပြင်အတွေးတွေနဲ့ဒီလောကုတ္တရာဒီတရားရဲ့အထွတ်အမြတ်အကျိုးရလဒ်တွေကိုရနိုင်မလဲဆိုရင်တော့ဒါမဖြစ်နိုင်တဲ့ကိစ္စပေါ့နော်အဲ့လိုတော့ရှိတယ်အယူအဆမမှားဖို့လိုရပါနော်နောက်တစ်ခုကတဲ့ယဟန်တို့တမဝါစာသည်အဘယ်နည်းတဲ့အဖေကမဟုတ်မမှန်ပြောခြင်းမှကြည်ရှောင်ခြင်းဂုံစကားမှကြည်ရှောင်ခြင်းယုံကြမ်းသောစကားမှကြည်ရှောင်ခြင်းပြိမ်ဖြင်းသောစကားမှကြည်ရှောင်ခြင်းသည်ယဟန်တို့ဤကြည်ရှောင်ခြင်းကိုမှန်စွာပြောဆိုခြင်းတမ္မာဝါစာဟု၍ဆိုရ၏ငါးပါးသီလမှာမုဒ္ဒဝါဒဆိုတဲ့နေရာလေးမှာဒီ၄ချက်ကိုထည့်လိုက်ရင်တော့ပို့ပြီးတော့ပြည့်စုံတယ်ပေါ့နော်ငါးပါးသီလစောင့်ထိန်ခြင်းတဲ့သူတွေကလည်းဒီမုဒ္ဒဝါဒဆိုတဲ့နေရာမှာဒီ၄ချက်လေးနဲ့ဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒီအရှည်၄ချက်လေးကိုသိထားရင်ငါးပါးသီလသမားတွေလည်းအဆင်ပြေတယ်ပေါ့မုဒ္ဒဝါဒနေရာမှာလေဘုံမမှန်ပြောခြင်းကိုရှောင်ရမယ်တဲ့ဂုံစကားပေါ့နော်သူများကိုဒုက္ခရောက်သွားအောင်လို့ကြားနေမဟုတ်မမှန်တဲ့စကားတွေနဲ့ပြောလိုက်တာကိုလည်းဂုံစကားပေါ့ယုံကြမ်းသောစကားဆိုတာတယောက်နဲ့တယောက်ဆဲရတာပေါ့တိုင်းထွာတာပေါ့တယောက်ကိုသူတစ်ပါးကိုမကောင်းတဲ့အရာဝတ္ထုနဲ့နှိုင်းပြီးတော့ခိုင်းနှိုင်းပြီးတော့ပြောလိုက်တာဆဲဆိုတဲ့စကားမျိုးတွေပေါ့နော်ယုံကြမ်းသောစကားမှာအကြည်ရှောင်ခြင်းပြင်ပြင်းသောစကားမှာကြည်ရှောင်ခြင်းဆိုတာအကျိုးမရှိတဲ့စကားတွေပြောတာပေါ့နော်ဒါတွေကလူလောကအတွက်ဆိုရင်လည်းဒီအရာတွေကကိုယ့်ရဲ့ဂုဏ်သတင်းတွေကိုမေ့မိန်စေရပေါ့နော်လောဒီတရားဘက်နဲ့ကျင့်တယ်ဒီလိုမျိုးလုပ်လို့ရှိရင်ကိုယ့်ရဲ့တရားကရှေ့ကိုမရောက်ပဲဖြစ်နေတတ်တယ်နော်ဒီအရာတွေကိုစောင့်ထိန်မယ်ဆိုရင်ကိုလောကီမှာလည်းတိုးတက်လာနိုင်တယ်လောကုတ္တရာအတွက်လည်းအကျိုးရတယ်ပေါ့နော်ဒီတရားဘက်မှာလည်းအကျိုးရပါလိမ့်မယ်နောက်တစ်ခုကယဟန်တို့တမ္မာကမ္မန္တသည်အဘယ်နည်းအသက်ကိုတက်ခြင်းမှကြည်ရှောင်ခြင်းမပေးသည်ကိုယူခြင်းမှကြည်ရှောင်ခြင်းကာမဂုဏ်တို့၌မှားယွင်းစွာကျင့်ခြင်းမှကြည်ရှောင်ခြင်းသည်ယဟန်တို့ဤကြည်ရှောင်ခြင်းကိုမှန်စွာပြုလုပ်ခြင်းတမ္မာကမ္မန္တဟု၍ဆိုရ၏ဒါ၅ပါးသီလတွေဟာပါဏာတိပါဒရဲ့အဒိဏဒါနရဲ့ကာမေတုမိစ္ဆာစာရရဲ့ပေါ့နော်ဒါတမ္မာကမ္မန္တအဲ့ဒီမှာလူတွေကတမ္မာကမ္မန္တဆိုတဲ့အတူအကောက်ကိုပဲယူပြီးတော့မှတစ်ခါမှားတဲ့လူတွေလည်းရှိတတ်ကြတယ်တချို့တွေကနော်အတူပဲသိပြီးတော့ပေါ့နော်တမ္မာကောင်းစွာကမ္မန္တလုပ်တယ်ဆိုတော့ကောင်းတာတွေလုပ်တယ်ဆိုတာသူတို့ကဒါလောကီစကားလုံးတွေနဲ့သူတို့ကြိုက်တာထည့်ပလိုက်အမှန်တော့မြတ်စွာဘုရားက
ဒီဟောထားတဲ့အထဲမှာဒီ၃မျိုးပဲပါတယ်အသက်ကိုတက်ချင်းဒီရှောင်ရမယ်သူများအသက်ကိုမတက်ကဘူးမခိုးရဘူးသူများသားများကိုမပြစ်မှားဘူးနော်ဒီလိုအရာတွေပေါ့ဒီ၃ချက်ကိုထိန်းတာကိုတမ္မာကမ္မန္တဆိုပြီးတော့ဒီမှာဟောထားတယ်ပေါ့နော်အဲ့ဒါကိုအရှိကိုသဘောတရားကိုမသိပဲတမ္မာကမ္မန္တကိုပဲသိပြီးသုံးတဲ့အခါကျရင်ကိုလောကီမှာစီးပွားတက်ဖို့အတွက်ဒီနည်းကိုသုံးတာတော့ရတယ်ဒါပေမဲ့တရားအတွက်လိုချင်တယ်ဆိုရင်တော့ဒီ၃ချက်ကိုအဓိကထားရမှာပေါ့နော်အချို့တွေကကောင်းတာလုပ်မယ်ဆိုပြီးတော့တို့ကြအမှန်တော့ကောင်းတယ်ဆိုတာဒီ၃ချက်ကိုပြောတာပေါ့နော်ဒါအလုပ်နဲ့ဆိုင်တဲ့အရာတွေပေါ့နာတမ္မာဝါစာကြတော့အပြောနဲ့ပြောတာနဲ့ဆိုင်တဲ့အရာတွေတမ္မာကမ္မန္တကြတော့လုပ်တာနဲ့ဆိုင်တဲ့အရာပြောမယ်ဆိုကာယကံနဲ့ဆိုင်တယ်ပေါ့နော်ကာယကံကိုပေါ့ကိုနဲ့ဆိုင်ယဟန်တို့တမ္မာအာဇီဝသည်အဘယ်နည်းယဟန်တို့ဤသာသနာတော်၌အရိယာဖြစ်သောတပည့်သည်မှားယွင်းစွာအသက်မွေးခြင်းကိုပယ်စွန့်၍မှန်စွာအသက်မွေးခြင်းဖြင့်အသက်မွေး၏ယဟန်တို့ဤအသက်မွေးခြင်းကိုမှန်စွာအသက်မွေးခြင်းတမ္မာအာဇီဝဟု၍ဆိုအပ်၏မှားယွင်းစွာအသက်မွေးခြင်းကိုပယ်စွန့်ရမယ်တဲ့ဒါကြတော့ဒီမှာအရိယာဖြစ်သောတပည့်လို့ပြောထားတယ်နော်အရိယာဖြစ်သောတပည့်ဆိုတာယဟန်နေလည်းဖြစ်နိုင်လူဥပဒကာတွေပေါ့လူဒါယကာတွေလည်းဖြစ်နိုင်တယ်အဲ့တော့သာသနာရဲ့မြတ်စွာဘုရားဟောတာနဲ့တရားတွေနဲ့မဆက်တဲ့အသက်မွေးမှုတွေကိုရှောင်ကျဉ်သင့်တယ်ကောင်းမွန်တဲ့အလုပ်တွေကိုလုပ်သင့်တယ်နော်သူတို့ကအသက်နဲ့မဆိုင်တဲ့အရာမျိုးနဲ့၅ပါးသီလရဲ့အပြစ်တွေနဲ့လွတ်ကင်းတဲ့စီးပွားရေးမျိုးကိုလုပ်သင့်တယ်ပေါ့နော်ယဟန်ဆိုရင်တော့မြတ်စွာဘုရားရဲ့ဝိနည်းကိုလိုက်နာလိုက်ရင်ဒါပြီးပါတယ်နော်နောက်တစ်ခုယဟန်တို့တမ္မာဝါယာမသည်အဘယ်နည်းတဲ့အဲ့ဒီမှာလေတချို့တွေကတော်တော်များများအတူပဲသိကြများတယ်ပေါ့နော်တမ္မာကောင်းစွာဝါယာမအားထုတ်ခြင်းယဟန်တို့ဤသာသနာတော်၌ယဟန်သည်မဖြစ်သေးသောယုတ်မာသောအကုသိုလ်တရားတို့ကိုမဖြစ်ပေါ်စေရန်ဆန္ဒကိုဖြစ်စေ၏အားထုတ်၏လုံလပြု၏စိတ်ကိုချီးမြှောက်၏စောင့်တည်၏ဖြစ်ပြီးသောယုတ်မာသောအကုသိုလ်တရားတို့ကိုပယ်ရန်ဆန္ဒကိုဖြစ်စေ၏အားထုတ်၏လုံလပြု၏စိတ်ကိုချီးမြှောက်၏စောင့်တည်၏မဖြစ်သေးသောကုသိုလ်တရားတို့ကိုဖြစ်စေရန်ဆန္ဒကိုဖြစ်စေ၏အားထုတ်၏လုံလပြု၏စိတ်ကိုချီးမြှောက်၏စောင့်တည်၏ဖြစ်ပြီးသောကုသိုလ်တရားတို့ကိုတည်မြဲစေရန်မပြောက်ပြတ်စေရန်တိုးတက်ဖြစ်ပွားစေရန်ပြန်ပြောစေရန်ပွားများမှုပြည့်စုံစေရန်ဆန္ဒကိုဖြစ်စေ၏အားထုတ်၏လုံလပြု၏စိတ်ကိုချီးမြှောက်၏စောင့်တည်၏ယဟန်တို့ဤအားထုတ်ခြင်းကိုမှန်စွာအားထုတ်ခြင်းတမ္မာဝါယာမဟု၍ဆိုအပ်၏တဲ့တမ္မာဝါယာမဆိုတာတချို့တွေကလှုပ်တယ်ဆိုပြီးတော့ပြန်ပြီးတော့မှခါသူတို့စိတ်ထဲရှိတာတွေပြောကြတယ်မှန်တော့ဒီမှာကကောင်းတဲ့ကုသိုလ်တရားကိုလုပ်ရမယ်အကုသိုလ်တရားတွေမဖြစ်ပေါ်အောင်လုပ်ရမယ်ဖြစ်ပြီးတဲ့အကုသိုလ်တရားတွေကိုပယ်လို့ရအောင်လုပ်ရမယ်အားထုတ်ရမယ်ပေါ့နော်ဝါယာမဆိုအားထုတ်ရမယ်လို့ပြောတာတချို့တွေကအဲ့ဒီအရာကိုပဲအမှားအဓိပ္ပာယ်ပြန်ကြတာရှိတယ်ကုသိုလ်တရားတွေကိုမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်လာအောင်အားထုတ်ပြီးတော့ပြုလုပ်ရမယ်ဖြစ်ပြီးတဲ့ကုသိုလ်တရားတွေကိုလည်းပို့ပြီးတော့တိုးတက်ပွားများလာပို့ပြီးတော့ကုသိုလ်တွေများတဲ့များလာအောင်ကောင်းမှုကုသိုလ်ဆိုတာကောင်းမှုပေါ့နော်အကုသိုလ်ဆိုတာမကောင်းမှုဒီမြန်မာအဓိပ္ပာယ်နဲ့လည်းသိထားအောင်မကောင်းတဲ့အမှုတွေကိုဖြစ်တဲ့ဟာကိုမဖြစ်အောင်နော်ဖြစ်နေတဲ့ဟာကိုလည်းပပြအောင်ကုသိုလ်ဆိုတဲ့ကောင်းမှုကိုမဖြစ်သေးတဲ့ကောင်းမှုကိုဖြစ်အောင်ဖြစ်ပြီးသားကောင်းမှုကိုဒီထက်များအောင်လို့ဆိုပြီးတော့အားထုတ်ရမယ်တဲ့ဒါကိုပဲတမ္မာဝါယာမလို့မြတ်စွာဘုရားဟောတယ်ဒီတမ္မာဝါယာမနဲ့ဘာနဲ့ကပို့ပြီးဆက်မြင်သင့်လဲဆိုရင်တမ္မာသင်္ကပ္ပနဲ့ဆက်ပြီးမြင်သင့်ဒီနှစ်ခုကအတူတိုင်းကိုယူတဲ့လူတွေကဒီနှစ်ခုကိုဆက်ပြီးမြင်ဖို့အတွက်ခဲရင်လိမ့်ဘာဖြစ်လို့လဲဆိုတော့သူတို့တက်စီဖြစ်နေတာဟိုကကြံစီချင်းနဲ့ဒီဘက်ကလှုပ်ချင်းอ่ะသူတို့ရဲ့ပြန်လိုက်တဲ့ပုံစံနဲ့တက်စီဖြစ်သွားတယ်ဒါပေမဲ့ဒီမှာကကြောင့်မဖြစ်ဘူးခုနကကာမဝိတ္တဆိုတဲ့အကုသိုလ်တရားကနေပြီးတော့နိက္ခမဝိတ္တဆိုတဲ့လွတ်မြောက်တဲ့
ဒီမှာတော့သင်္ကပ္ပပေါ့နော်နိခမသင်္ကပ္ပဆိုပြီးတော့လွတ်မြောက်တဲ့ကြံစီခြင်းတွေတွေ့ရမယ်ကာမနဲ့မဆိုင်တဲ့ကြံစီခြင်းတွေကိုကြံစီရမယ်ဒီလိုကြံစီဖို့ဆိုတာကြံစီရဆိုတာခုနသင်္ကပ္ပနဲ့ကြည့်လိုက်မယ်ဒီကဝါယမနဲ့ကြည့်မယ်ဆိုရင်ကာမသင်္ကပ္ပဆိုတာမကောင်းတဲ့အကုသိုလ်အဲ့ဒီဟာကိုဖယ်ရမယ်ဘက်ကနိခမသင်္ကပ္ပဆိုတာကောင်းတဲ့ကုသိုလ်ဒီဟာကိုမဖြစ်သေးရင်ဖြစ်လာအောင်လုပ်ရမယ်ဒါပေါ့နော်အဲ့ဒါကြောင့်မို့ဒီဇိုင်းမမတ်လုပ်ရတယ်ဆိုတာဒီအရာကိုပြောချင်သဘောတရားကသင်္ကပ္ပဖြစ်တယ်လုပ်ရတဲ့ဟာဝါယမဖြစ်တယ်အဲ့ဒီနှစ်ခုကိုသိသိနေပေါ့နော်နောက်တစ်ခုယဟန်တို့တမ္မာတတိသည်အဘယ်နည်းယဟန်တို့ဤသာသနာတော်၌ယဟန်သည်ပြင်းစွာအားထုတ်သောလုံလရှိသည်ဖြစ်၍တမ္ပဇင်ဉာဏ်ရှိသည်ဖြစ်၍တတိရှိသည်ဖြစ်၍လောက၌အဘိဇ္ဇာဒေါမနတကိုပယ်ဖြောက်၍အဘိဇ္ဇာဆိုတာလောဘသဘောကိုပြောတာပေါ့နော်ဒေါမနတဆိုတာဒေါသကိုပြောချင်တာဖြစ်တယ်ပယ်ဖြောက်၍ရုပ်ပေါင်းကိုအကျဉ်းချင်းရှုလေရှိသည်ဖြစ်၍နေပြင်းစွာအားထုတ်သောလုံလရှိသည်ဖြစ်၍တမ္ပဇင်ဉာဏ်ရှိသည်ဖြစ်၍တတိရှိသည်ဖြစ်၍လောက၌အဘိဇ္ဇာဒေါမနတကိုပယ်ဖြောက်၍ဝေဒနာတို့၌ဝေဒနာတို့ကိုအကျဉ်းချင်းရှုလေရှိသည်ဖြစ်၍နေပြင်းစွာအားထုတ်သောလုံလရှိသည်ဖြစ်၍တမ္ပဇင်ဉာဏ်ရှိသည်ဖြစ်၍တမ္ပဇင်ဆိုတာကစင်ကြင်ဉာဏ်ကိုပြောတာဖြစ်တယ်တတိရှိသည်ဖြစ်၍တတိဆိုတာအောက်မေ့တာဖြစ်တယ်တတိယဘာကိုလုပ်တယ်လဲဆိုရင်တတိရဲ့သဘောတရားကသူနဲ့ရှင်ဘတ်စိတ်စေတသိက်တွေကိုထင်ရှားစေတယ်ပေါ့နော်တတိယထင်စေတဲ့တတိရှိလို့ရှိရင်ထင်ရှားလာတယ်ပေါ့နော်သူတတိရှိရင်ထင်ရှားလာတယ်တခုခုအာယုံပေါ့တတိယထင်ရှားစေတဲ့တတိရှိလောက၌အဘိဇ္ဇာဒေါမနတကိုပယ်ဖြောက်၍စိတ်၌စိတ်ကိုအကျဉ်းချင်းရှုလေရှိသည်ဖြစ်၍နေ၏ပြင်းစွာအားထုတ်သောလုံလရှိသည်ဖြစ်၍တမ္ပဇင်ဉာဏ်ရှိသည်ဖြစ်၍တတိရှိသည်ဖြစ်၍လောက၌အဘိဇ္ဇာဒေါမနတကိုပယ်ဖြောက်၍သဘောတရားတို့၌သဘောတရားတို့ကိုအကျဉ်းချင်းရှုလေရှိသည်ဖြစ်၍နေ၏ယဟန်တို့ဤအောက်မေ့ခြင်းတတိကိုမှန်စွာအောက်မေ့ခြင်းတမ္မာတတိဟူ၍ဆိုရ၏တဲ့ဒါကတော့ကမ္မထမ်းပေါ့နော်တတိရဲ့အလုပ်ကကမ္မထမ်းအားထုတ်ရမယ်ဆိုတဲ့သဘောတရားကိုပြောချင်တယ်ပေါ့နော်ဒီနေရာမှာအဘိဇ္ဇာဒေါမနတလို့ပြောထားတယ်လောဘနဲ့ဒေါသမောဟမပါမောဟဘာကြောင့်မပါလဲဆိုရင်ဒီရုပ်ပေါင်း၌အကျဉ်းချင်းရှုလေရှိသည်ဆိုတဲ့အတွက်ဒီလိုအကျဉ်းချင်းရှုနေတဲ့အတွက်ရုပ်ကိုရုပ်လို့ရှုနေတဲ့အတွက်ကြောင့်မို့လို့မောဟကမဖြစ်နိုင်တာတကြောင်နောက်မြတ်စွာဘုရားတရားတော်ဘုံမှာဟောထားတာကလောဘဖြစ်စေတဲ့အာယုန်တွေရှိတယ်သောမနတပြောမယ်ဆိုရင်တော့တာယာတဲ့အတန်နေအစင်းအတန်နဲ့ရတာတွေကအဘိဇ္ဇာဆိုတဲ့လောဘကိုဖြစ်စေတတ်တယ်မတာယာမကောင်းမွန်တဲ့အတန်အစင်းအတန်နဲ့ရတာထိတွေ့တွေကဒေါသဆိုတဲ့ဒေါမနတကိုဖြစ်စေတတ်တယ်နော်အဲ့လိုဟောထားတယ်ဟောထားပြီးတော့ဘုရားကဘယ်လိုဟောလဲဆိုတော့ဒီလောဘဒေါသကိုမှီပြီးတော့ဒီမောဟကအစဉ်လိုက်ပြီးဖြစ်တယ်လို့ဟောထားတယ်နော်အဲ့တော့ဒီရုပ်ကိုရုပ်လို့ရှုနေတဲ့အချိန်မှာမောဟမပေါ်လာနိုင်တာတကြောင်နောက်ပြီးလို့ရှိရင်ဒီအဘိဇ္ဇာဒေါမနတကိုမှပယ်ဖြောက်နိုင်တယ်ဆိုလို့ရှိရင်သူ့ကြောင့်ကပ်ပြီးဖြစ်လာနိုင်တဲ့မောဟကလည်းမပါနိုင်တော့တာတကြောင်နော်သူမောဟကထင်ရှားပြီးဖြစ်နေတဲ့အရာမျိုးမဟုတ်ထင်ရှားကြရင်ငါတို့ဒီလောဘဒေါသကထင်ရှားမြင်နိုင်တယ်မောဟဆိုတဲ့အရာမျိုးကထင်ရှားမမြင်ရတဲ့အရာမျိုးပေါ့နော်သူ့ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ကိုကဇန်ဆိုတဲ့တည်ငြိမ်တဲ့စိတ်တွေကမ္မထမ်းလိုအရာမျိုးတွေကိုလှုပ်လို့ရှိရင်ကိုကသူ့ကိုခိတ္တခဏအနေနဲ့ခွာထားလို့ရတယ်နော်ခိတ္တခဏခွာထားပြီးလို့ရှိရင်အဘိဇ္ဇာဒေါမနတမှာပါတဲ့မောဟကလည်းမြတ်စွာဘုရားရဲ့နီးတွေနဲ့ခွာထားတဲ့အတွက်ကြောင့်မြတ်စွာဘုရားကဒီလိုနှစ်မျိုးဟောထားတယ်လို့ယူဆတယ်ပေါ့နော်ဒါကပြောတဲ့သူရဲ့ဒါအတွေးမြင်တစ်ခုပေါ့နော်နားတော့နေသူကကိုယ့်စဉ်းစားပြီးတော့လက်ခံပေါ့နော်ကိုယ်တိုင်လည်းလိုက်လျှောက်ပြီးတော့တွေးလို့ရတာပဲနားထောင်နေသူကလည်းနော်ကိုယ့်ရဲ့အတွေးမြင်နဲ့နော်
နောက်တစ်ခုကယံတို့တမာတမာတိတိပဲနီးယံတို့ဤသာသနာတော်၌ယံသည်ကာမဂုဏ်တို့မှကင်းစိတ်၍သာလျှင်အကုသိုလ်တရားတို့မှကင်းစိတ်၍သာလျှင်ဝိတ္တနှင့်တကွဖြစ်သောဝိဇာရနှင့်တကွဖြစ်သောနိဝရဏကင်းခြင်းကြောင့်ဖြစ်သည့်ပီတိဒုက္ခရှိသောပထမဇန်သို့ရောက်၍နေ၏ဝိတ္တဝိဇာရငြိမ်းခြင်းကြောင့်မိမိတဏ္ဍာ၌စိတ်ကိုကြည်လင်စေတတ်သောတမာတိကိုဖြစ်ပွားစေတတ်သောဝိတ္တလည်းမရှိသောဝိဇာရလည်းမရှိသောတမာတိကြောင့်ဖြစ်သည့်ပီတိဒုက္ခရှိသောဒုတိယဇန်သို့ရောက်၍နေ၏ပီတိဤလည်းကင်းခြင်းကြောင့်အမြရှုလျက်သတိရှိလျက်ဆင်ញင်လျက်နေ၏ဒုက္ခကိုလည်းကိုယ်ဖြစ်ခံစား၍အကျင့်တတိယဇန်ကြောင့်ထိုသူကိုအမြရှုသူသတိရှိသူချမ်းသာစွာနေလေရှိသူဟုအရိယာပုဂ္ဂိုလ်တို့သည်ချီးမွမ်းပြောဆိုကုန်၏ဒုတိယဇန်သို့ရောက်၍နေ၏ချမ်းသာခြင်းကိုပယ်ခြင်းရောက်၎င်းရှေးဥကပင်ဝမ်းသာခြင်းနှလုံးမသာခြင်းတို့၏ချုပ်နှင့်ခြင်းကြောင့်၎င်းဆင်းရဲချမ်းသာကင်းသောဥပိ္ပခာကြောင့်ဖြစ်သည့်တတိစင်ကြယ်ခြင်းရှိသောသရုဒ္ဓဇန်သို့ရောက်၍နေယံတို့ဤသမာဓိကိုမှန်စွာတည်ကြည်ခြင်းသမာဓိကိုရေးဆွဲ၏ယံတို့ဤတရားသဘောကိုဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာကိုရေးဆွဲ၏ဒီနေရာမှာဇန်ရဲ့သဘောတရားကဒီတုတ်တန်ဒီမှာဆိုရင်မြတ်စွာဘုရား၄စင်းနဲ့ဟောထားတယ်ပေါ့နော်၄စင်းနဲ့ဟောထားရဆိုတာကပထမဇန်ကဝိတ္တဝိဇာရပီတိဒုက္ခဆိုပြီးတော့ပထမဇန်ဒုတိယဇန်ရောက်သွားတဲ့အခါမှာဒီ၄စင်းကဘယ်လိုဖြစ်သွားလဲဆိုတော့ဒီဝိတ္တရောဝိဇာရရောကိုဒုတိယဇန်မှာရောက်တဲ့အခါမှာသူကနှစ်ခုလုံးတစ်ခါတည်းပယ်ပြစ်တာပေါ့နော်ဒီတုတ်တန်နီးရပေါ့အဘိဓမ္မာနီးမှာကျတော့မပယ်ဘဲနဲ့တစ်ဆင့်ကြီးနေပဲပယ်သွားတာပေါ့နော်အဲကြောင့်မို့ဗိဓမာရဲ့သဘောတရားမှာကျတော့ပင်စမဇန်ဆိုပြီးတော့ဇန်5ခုဇန်5ပါးဖြစ်နေ။ဆိုတော့ဇန်ရဲ့အဆင့်က5ဆင့်ဖြစ်နေပေါ့နော်။ဒီတုတ်တန်ဒီမှာကျတော့4ဆင့်ပဲရှိရနော်။အဲ့ဒီသဘောတရားသိထားပါနော်။အဲ့အဘိဓမာရဲ့သဘောတရားကျတော့ပထမဇန်မှာဝိတ္တဝိဇာရပိဋိဒုက္ခဧကကရာဆိုပြီးတော့5ခုရှိတယ်။နောက်ဒုတိယဇန်မှာဝိဇာရပိဋိဒုက္ခဝိဇာရပိဋိဒုက္ခဧကကရာဆိုပြီးတော့၄ခုပေါ့နော်နောက်တတိယဇန်မှာပိဋိဒုက္ခေဒုက္ခကကရာဆိုပြီးတော့ဧကကရာဆိုပြီးတော့၃ခုပြီးလို့ရှိရင်သရုဒ္ဓဇန်မှာဒုက္ခရဲ့ဧကကရာဆို2ခုပင်စမဇန်ရောက်တဲ့အခါကျတော့ဥပိ္ပခဧကကရာဆိုပြီးတော့တစ်ခုပဲကျန်တော့တယ်နော်အဲ့လိုမျိုးတုတ်တန်မှာဇန်အဆင့်က4ဆင့်ရှိရယ်တုတ်တန်နီးက4ဆင့်ရှိတယ်ဗိဓမာနီးက5ဆင့်ရှိရပါတော့အဲ့ဒါကိုသိထားရမယ်ဒီနေရာမှာကတချို့ရိုးဇန်အဆင့်ရဲ့အဆင့်လည်းရှိသလိုသောရပန်တဂရကံအနာကံယန္နာဆိုတဲ့အဆင့်တွေအတွက်လည်းဒီဇန်အင်္ဂါတွေကပြန်ပြီးတော့ဆက်ထားတယ်ရှိရပါတော့အဘိဓမ္မာကတော့နော်ဒီဇန်အင်္ဂါတွေကပြောမယ်ဆိုရင်ဒီသောရပန်တဂရကံအနာကံဆိုတဲ့အဆင့်ဒီမှာလည်းဒီဇန်အင်္ဂါတွေကပါဝင်နိုင်တယ်နော်အဲ့ဒါကိုသိထားပေးပါတချို့တွေကဒီဇန်အင်္ဂါပြောလို့ရှိရင်ဘယ်လိုပြောရမလဲသမထဘက်နဲ့ပဲຫນွယ်လို့ထင်ကြမဟုတ်ဘူးဒီဘက်ဝိပဿနာဘက်မှာလည်းပြန်သုံးတာနော်အဲ့ဒါကိုသိထားသင့်တယ်။ရာပြောမယ်ဆိုစိတ်တည်ငြိမ်တဲ့အဆင့်တွေကိုသတ်မှတ်ထားတာပေါ့နော်ဒီသောရပန်တဂရကအနာဂံဘက်မှာလည်းဒီစိတ်တည်ငြိမ်ခြင်းတွေကရှိနိုင်တယ်ဒါပေမဲ့သမထဇန်လို့တော့သူကလို့တကိုးတွေရတာနဲ့မဆိုင်ဘူးနော်တကိုးတွေရတာတကိုးတွေရတယ်ဆိုတာလည်းတက်ကျင့်ရသေးတာဒီတိုင်းသရုဒ္ဓဇန်ရောက်သွားတိုင်းလည်းတကိုးရတာမဟုတ်ဘူးတကိုးရဖို့အတွက်ကျင့်ရတယ်နော်တိုင်းတော့မခက်ခဲတော့ဘူးလေရသွားရင်တော့လေသရုဒ္ဓဇန်မှာရသွားရင်တော့မခက်ခဲတော့ဘူးဒါပေမဲ့တကိုးရဖို့အတွက်လုပ်ရတဲ့ဟာတက်ရှိတယ်နော်ဤသို့မိမိသဘောတရားတို့၌သဘောတရားတို့ကိုအကျဉ်းချင်းရှုလေရှိသည်ဖြစ်၍နေ၏သူတစ်ပါး၏သဘောတရားတို့၌မူလဲသဘောတရားတို့ကိုအကျဉ်းချင်းရှုလေရှိသည်ဖြစ်၍နေ၏မိမိသူတစ်ပါး၏သဘောတရားတို့၌မူလဲသဘောတရားတို့ကိုအကျဉ်းချင်းရှုလေရှိသည်ဖြစ်၍နေ၏သဘောတရားတို့၌ဖြစ်ကြောင်းတရားနှင့်ဖြစ်ခြင်းသဘောကိုအကျဉ်းချင်းရှုလေရှိသည်ဖြစ်၍မူလဲနေ၏သဘောတရားတို့၌ပြက်ကြောင်းတရားနှင့်ပြက်ခြင်းသဘောကိုအကျဉ်းချင်းရှုလေရှိသည်ဖြစ်၍မူလဲနေ၏သဘောတရားတို့၌ဖြစ်ကြောင်းပြက်ကြောင်းတရားနှင့်ဖြစ်ခြင်းပြက်ခြင်းသဘောကိုအကျဉ်းချင်းရှုလေရှိသည်ဖြစ်၍မူလဲနေ၏ထို့ပြင်သဘောတရားတို့သည်သာလျှင်ရှိကုန်၏ဟုထိုယံအားတတိသည်ရှေးရှုထင်၏ထိုတတိသည်အစဉ်စဉ်အတိညာတိုးပွားခြင်းငါသာဖြစ်၏အစဉ်စဉ်တတိတဖန်တိုးပွားခြင်းငါသာဖြစ်၏ထိုယံသည်တဏှာဒိဋ္ဌိတို့ဖြင့်မမီမတွယ်မူ၍လည်းနေ၏
လောက၌တစုံတရာကိုမျှလည်းငါ၏ဥစ္စာကိုဆွဲလဲမဆွဲလန်းယဟန်တို့ဤသို့လဲယဟန်သည်အရိယသစ္စာ၄ပါးသဘောတရားတို့၌သဘောတရားတို့ကိုအကျဉ်းချင်းရှုလေရှိသည်ဖြစ်၍နေ၏ဒီမှာဘာကြောင့်ဝိပဿနာကထာကိုဘာကြောင့်ပြောလဲဆိုရင်မြတ်စွာဘုရားရဲ့ဘုရားစပြီးတော့ပွင့်ထွန်းတဲ့အချိန်ကိုပြန်ကြည့်ရမယ်ပွင့်ထွန်းတဲ့အချိန်မှာဟောတာကဓမ္မစကြာကိုဟောတယ်ပေါ့နော်ဓမ္မစကြာတရားကိုဟောတယ်ဓမ္မစကြာတရားဆိုတာသစ္စာ၄ပါးတရားပေါ့ဒီသစ္စာ၄ပါးတရားကိုဟောတယ်ဘယ်လိုကျင့်ကြံမလဲဆိုရင်မဂ္ဂသစ္စာတရားပါတယ်ပေါ့နော်ဒီလိုဟောတဲ့အချိန်မှာပိဿဝဂ္ဂီ9ဦးဆိုတဲ့မြတ်စွာဘုရားရဲ့ပထမဆုံးတစ်ဖက်ယဟန်နေပေါ့နော်ဒီယဟန်နေကယဟန်နာမဖြစ်ကြသေးဘူးဓမ္မစကြာတရားဟောတဲ့အချိန်မှာအကုန်လုံးကသောတာပန်ပဲဖြစ်ကြသေးတဲ့အချိန်မှာနောက်ဆုံးယဟန်နာဖြစ်ဖို့အတွက်ကိုဘယ်တုတ်ကိုဟောရလဲဆိုရင်အနတ္တလက္ခဏာတုတ်ကိုဟောရတယ်အနတ္တလက္ခဏာတုတ်ကဒီယုတ်ကအနိစ္စလားအမြဲလားချမ်းသာလားမြဲလားမမြဲဘူးလားချမ်းသာလားဆင်းရဲလားဆိုးရလားအဆိုးမရဘူးလားဆိုပြီးမေးတယ်ပေါ့ဒီရဲ့သဘောတရားဘာနဲ့တူလဲဆိုရင် तू ကပထမဓမ္မစကြာတရားဟောတဲ့အချိန်မှာဒီအနိစ္စဒုက္ခသဘောတရားကဒီပိဿဝဂ္ဂီယဟန်เนี่ยမမြင်နေဘူးလားဆိုရင်တော့မြင်တော့မြင်တယ်မမြင်ဘူးလို့ပြောရမလဲခံစားရတယ်ပေါ့ခံစားနေရတယ်သူတို့စိတ်ထဲမှာပေါ့ဒါကြီးကဒီကမ္မထမ်းတရားတွေထိုင်နေချိန်မှာသူတို့စီမှာအမထမ်းကြောင့်ဖြစ်တဲ့စိတ်ရဲ့ညှိုးငယ်မှုဆိုတာကောင်းတဲ့ညှိုးငယ်မှုပေါ့နော်တန်ဝေကထိတ်လန့်လောကယူထိတ်လန့်နေတဲ့စိတ်တွေတော့ရှိတယ်ဒါပေမဲ့ဒီအနိစ္စဒုက္ခအနတ္တသဘောတရားသူတို့ကိုယ်တိုင်သိထားတဲ့တရားမဟုတ်တဲ့အတွက်သူတို့မသိနိုင်သူတို့ကိုယ်တိုင်မသိနိုင်တဲ့အတွက်ကြောင့်မလို့ဒီယဟန္တာအဆင့်ထိကိုဓမ္မစကြာဟောတဲ့အချိန်မှာမရောက်သေးတာလို့ဒါပြောတဲ့သူကိုယ်တိုင်ယူဆရပေါ့နော်ဒါပေမဲ့အဲ့စာတွေကိုပြန်ပြီးတော့ဖတ်ကြည့်တဲ့အချိန်မှာမြတ်စွာဘုရားကအနတ္တလက္ခဏာတုတ်ကိုဟောလိုက်တဲ့အချိန်မှာလာလျင်ပိဿဝဂ္ဂီ9ဦးကတပါးချင်းယဟန္တာတွေဖြစ်ကြတယ်နော်မေးတာပေါ့အမှန်တော့သူတို့ကမခံစားနေအောင်ခံစားမယ်သူတို့ခံစားနေရတဲ့ခံစားချက်ကဘာမှန်းတော့မသိဘူးအဲ့ဒါမြတ်စွာဘုရားထောက်ပြတယ်ဒီယုတ်ဒီနန်းတွေဟာမြဲသလားမမြဲဘူးလားအဲ့တော့မှသူတို့ကသူတို့မြင်နေတဲ့အရာကိုအဲ့တော့မှထုတ်မမြဲပါဘူးနော်ဒါပေမဲ့ဒီအရာကဘုရားမိမသာသူတို့ကလည်းဖြေနိုင်မယ်သဘောမှရှိရပေါ့နော်သူတို့ကိုယ်တိုင်သိထားတာမဟုတ်တဲ့ဒီနီလန်းကိုမြတ်စွာဘုရားမိမလည်းသူတို့ကသိဒါပေမဲ့အဲ့လိုဖြေလိုက်တဲ့ခဏပေါ့နော်ချမ်းသာလားဆင်းရဲလားဆိုရင်ဆင်းရဲပဲပေါ့နော်ဆိုးရလားဆိုးမရဘူးလားဆိုရင်ပါဠိလိုကတော့အတ္တလားအနတ္တလားပေါ့အနတ္တပေါ့ဒီလိုဖြေလိုက်ပြီးတော့မှယဟန္တာတွေဖြစ်ကြတယ်နော်ဒီနည်းကိုဖြစ်ကြည့်ခြင်းအဖြစ်ဒီအနိစ္စဒုက္ခအနတ္တရဲ့သဘောတရားလိုအပ်တယ်ဆိုတာကိုသိတာလေနော်ဒီဝိပဿနာကထာမှာကျတော့အဲ့ရဲ့ပြောမယ်ဆိုရင်တော့ပြီးခဲ့တဲ့အပိုင်းမှာပြောခဲ့တဲ့တော40ကအဲ့ဒီမှာပါတာပေါ့နော်အဲ့ဒါကိုလည်းပြောခြင်းလို့နောက်ပြီးတော့ဒါကမက်ခုနပြောတဲ့မဂ္ဂသစ္စာနဲ့ဆိုင်နေပေါ့နော်ဒါဝိပဿနာဆိုတာဒုရှုမှတ်ခြင်းဆိုတာဒါမဂ္ဂသစ္စာနဲ့တက္ကနာထဲလို့ပဲပြောလို့ရအဲ့ဒါကြောင့်မို့ဒါပေါင်းပြီးပြောပြရနော်ခိုးတကနိကေပရိတံပိဒါမတ်ပညာဝတ်ဝိပဿနာကထာကျွန်ုပ်သည်ဤသို့ကြားနာခဲ့ရပါသည်အခါတစ်ပါး၌မြတ်စွာဘုရားသည်တာဝဋ္ဌိပြီးအနာတပိန်တထိအယံဖြစ်သောဇေတဝန်ကျောင်း၌တရင်သုံးနေတော်မူ၏ထိုစဉ်အခါမြတ်စွာဘုရားသည်ယဟန်တို့ကိုယဟန်တို့ဟုခေါ်တော်မူ၏ထိုယဟန်တို့သည်အရှင်ဘုရားဟုမြတ်စွာဘုရားပြန်ကြားလျှောက်ထားကုန်၏မြတ်စွာဘုရားသည်ဤသို့မိန့်တော်မူ၏ယဟန်တို့စင်စစ်ထိုယဟန်သည်အနှဲငယ်သောသင်္ခါရကိုမြဲ၏ဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုအနုလောမဉာဏ်နှင့်ပြည့်စုံခြင်းဖြစ်မည်အကြောင်းသည်မရှိမတ်နှင့်လျော်သောအလိုအနုလောမဉာဏ်နှင့်မပြည့်စုံသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့တက်ဝင်မည်အကြောင်းသည်မရှိမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့မတက်ဝင်သည်ရှိသောသောရပတ္တိဖို့ကို၎င်းတဂရာဂာမိဖို့ကို၎င်းဖို့ကိုတော်၎င်းအနာဂာမိဖို့ကိုတော်၎င်းအရတ္တမဖို့ကိုတော်၎င်းမျက်မှောက်ပြုမိအကြောင်းသည်မရှိတဲ့။ရာပြောတာကသင်္ခါရတွေကိုနော်ခုနဘာပဲဖြစ်ဖြစ်ကမ္မထံအာယုံတစ်ခုခုဝဲဖြစ်ဖြစ်မြဲတယ်လို့ရှုတယ်။ဒါပုံမှန်နေတော့အဲ့လိုပဲထင်ကြတာပဲ။အဲ့ဒါကြောင့်ပုံမှန်နေတဲ့အချိန်ကိုလည်းပြောလို့ရတယ်နော်မြဲတယ်လို့ထင်နေကြတာပဲ။ဒါမှကိုတရားမဲ့တဲ့နည်းနဲ့ကမ္မထံနဲ့မမြဲတဲ့သဘောပေါ့။ဒါပြောမယ်ဆိုရင်အခု
ဘာကြီးနဲ့မာလူကြတုတ်ရဲ့နီးရဆိုလို့ရှိရင်နောက်ဆုံးအဆင့်ပေါ့နော်တည်တယ်ဆိုတဲ့အဆင့်ကိုပြောချင်တယ်မရဏဓမ္မတော်ပေါ့အဲ့အဆင့်ဒီကိုပြောချင်တာအနေစာဒုက္ခအနတ္တကြီးတဲ့အဆင့်ကိုပြောချင်တာပေါ့နော်ဒီလိုမျိုးကိုအဆင့်ကိုရောက်မှသာလျင်တဲ့အဆင့်နဲ့ကြီးမှသာလျင်အဆင့်နဲ့ကြီးမှတော့ပြောတာမဟုတ်ဘူးအနေစာဒုက္ခအနတ္တကိုကြီးမှသာလျင်သရပတိဖို့သော၎င်းနဲ့သဂရဂမိဖို့သော၎င်းနာဂမိဖို့သော၎င်းအရတ္တဖို့သော၎င်းမျက်မှောက်ပြုမိအကြောင်းတွေရှိတယ်တဲ့နော်ဒီဟာလေးကိုလုပ်မယ်ဆိုရင်ကမ္မထန်တရားကိုလုပ်မယ်ဆိုရင်ဒီကိုပြောချင်တာမိမိချမဲ၌အကျိုးပေးမြဲခြင်းသို့တက်ဝင်သည်ရှိတော်သရပတိဖို့သော၎င်းသဂရမိဖို့သော၎င်းနိုင်ဖို့သော၎င်းအရတ္တဖို့သော၎င်းမျက်မှောက်ပြုမိအကြောင်းတွေရှိ၏ယဟန်တို့စင်စစ်ထိုယဟန်နှင့်နည်းငယ်သောသင်္ခါရကိုချမ်းသာ၏ဟုရှုသည်ရှိသောမတ်နှင့်လျော်သောလူနုလောမဉာဏ်နှင့်ပြည့်စုံခြင်းမည်ဖြစ်မည်အကြောင်းသည်မရှိမတ်နှင့်လျော်သောလူနုလောမဉာဏ်နှင့်မပြည့်စုံသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့တက်ဝင်မည်အကြောင်းမည်သည်မရှိမိမိခြားမဲ့၌အကျိုးပေးမြဲခြင်းသို့မတက်ဝင်သည်ရှိသောသောရပတိဖို့ကိုသော၎င်းသဂရဂမိဖို့ကိုသော၎င်းအနာဂမိဖို့ကိုသော၎င်းအရတ္တဖို့ကိုသော၎င်းမျက်မှောက်ပြုမိအကြောင်းသည်မရှိယဟန်တို့စင်စစ်ထိုယဟန်သည်အလုံးစုံသောသင်္ခါရတို့ကိုဆင်းရဲ၏ဟုရှုသည်ရှိသောမတ်နှင့်လျော်သောလူအနုလောမဉာဏ်နှင့်ပြည့်စုံခြင်းဖြစ်မည်အကြောင်းသည်ရှိမတ်နှင့်လျော်သောလူအနုလောမဉာဏ်နှင့်ပြည့်စုံသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့တက်ဝင်မည်အကြောင်းသည်ရှိမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့တက်ဝင်သည်ရှိသောတရပတိဖို့ကိုသော၎င်းသဂရဂမိဖို့ကိုသော၎င်းနာဂမိဖို့ကိုသော၎င်းအရတ္တဖို့ကိုသော၎င်းမျက်မှောက်ပြုမိအကြောင်းသည်ရှိယဟန်တို့စင်စစ်ထိုယဟန်နှင့်အနည်းငယ်သောတရားကိုအတ္တဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုအနုလောမဉာဏ်နှင့်ပြည့်စုံခြင်းဖြစ်မိအကြောင်းသည်မရှိမတ်နှင့်လျော်သောအလိုအနုလောမဉာဏ်နှင့်မပြည့်စုံသည်ရှိသောမိမိခြားမဲ့၌အကျိုးပေးမြဲခြင်းသို့တက်ဝင်မိအကြောင်းသည်မရှိမိမိခြားမဲ့၌အကျိုးပေးမြဲခြင်းသို့မတက်ဝင်သည်ရှိသောသရပတိဖို့ကိုသော၎င်းသဂရဂမိဖို့ကိုသော၎င်းအနာဂမိဖို့ကိုသော၎င်းအရဟတဖို့ကိုသော၎င်းမျက်မှောက်ပြုမိအကြောင်းသည်မရှိယဟန်တို့စင်စစ်ထိုယဟန်နှင့်အလုံးစုံသောတရားတို့ကိုအတ္တမဟုတ်အနတ္တဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုအနုလောမဉာဏ်နှင့်ပြည့်စုံခြင်းဖြစ်မိအကြောင်းသည်ရှိမတ်နှင့်လျော်သောအလိုအနုလောမဉာဏ်နှင့်ပြည့်စုံသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့တက်ဝင်မိအကြောင်းသည်ရှိမိမိခြားမဲ့၌အကျိုးပေးမြဲခြင်းသို့တက်ဝင်သည်ရှိသောသောရပတိဖို့ကိုသော၎င်းသဂရဂမိဖို့ကိုသော၎င်းအနာဂမိဖို့ကိုသော၎င်းအရတ္တဖို့ကိုသော၎င်းမျက်မှောက်ပြုမိအကြောင်းသည်ရှိယဟန်တို့စင်စစ်ထိုယဟန်သည်နိဗ္ဗာန်ကိုဆင်းရဲ၏ဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုအနုလောမဉာဏ်နှင့်ပြည့်စုံခြင်းဖြစ်မိအကြောင်းသည်မရှိမတ်နှင့်လျော်သောအလိုအနုလောမဉာဏ်နှင့်မပြည့်စုံသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့တက်ဝင်မိအကြောင်းသည်မရှိမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့မတက်ဝင်သည်ရှိသောသောရပတိဖို့ကိုသော၎င်းသဂရဂမိဖို့ကိုသော၎င်းအနာဂမိဖို့ကိုသော၎င်းအရတ္တဖို့ကိုသော၎င်းမျက်မှောက်ပြုမိအကြောင်းသည်မရှိယဟန်တို့စင်စစ်ထိုယဟန်သည်နိဗ္ဗာန်ကိုချမ်းသာ၏ဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုအနုလောမဉာဏ်နှင့်ပြည့်စုံခြင်းဖြစ်မည်အကြောင်းသည်ရှိမတ်နှင့်လျော်သောအလိုအနုလောမဉာဏ်နှင့်ပြည့်စုံသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့တက်ဝင်မိအကြောင်းသည်ရှိမိမိခြားမဲ့၌အကျိုးပေးမြဲခြင်းသို့တက်ဝင်သည်ရှိသောသရပတိဖို့ကိုသော၎င်းသဂရဂမိဖို့ကိုသော၎င်းနာဂမိဖို့ကိုသော၎င်းအရတ္တဖို့ကိုသော၎င်းမျက်မှောက်ပြုရမည်အကြောင်းသည်ရှိအဘယ်မျှသောချင်းရတို့ဖြင့်မတ်နှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရသည်နည်းအဘယ်မျှသောချင်းရတို့ဖြင့်မိမိခြားမဲ့၌အကျိုးပေးမြဲခြင်းသို့တက်ဝင်သည်နည်း40သောအချင်းရာတို့ဖြင့်မတ်နှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏40သောအချင်းရာတို့ဖြင့်မိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့တက်ဝင်၏အဘယ်40သောအချင်းရာတို့ဖြင့်မတ်နှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရသည်နည်းအဘယ်40သောအချင်းရာတို့ဖြင့်မိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့တက်ဝင်သည်နည်းဒါတော40ကိုပြောချင်တာနော်ခန္ဓာ၅ပါးတို့ကိုမမြဲဟုဒါဒီနေ့ကတော့မြန်မာပြန်နေပဲပြောတော့မှာနော်ဒါမြန်မာလူတွေပဲဆိုတော့ပါဠိလိုကဩဒနိယအပိုင်းမှာပြောပြီးဆိုတော့မပြောတော့ဘူးနော်ခန္ဓာ၅ပါးတို့မမြဲဟုဆင်းရဲ၏ဟုယောဂဟုအိုင်းအမာဟုဆူးညောက်ဟုညှင်းဆဲတတ်၏ဟုအနာဟုသစိမ့်ပြင်ပဟုပျက်စီးတတ်၏ဟုဘေးရန်ဟုဥပတ်ဟုဘေးဟုနှိပ်စက်တတ်၏ဟုတုန်လှုပ်တတ်၏ဟုကျိုးပြတ်တတ်၏ဟုခိုင်ခံခြင်းမရှိဟုမိခိုရာမဟုတ်ဟုပုံအောင်ရာမဟုတ်ဟုကိုးကွယ်ရာမဟုတ်ဟုကင်းစိတ်၏ဟုအချင်းနီးဟုစိတ်သုံး၏ဟုအတ္တမဟုတ်အနတ္တဟုအပြစ်ဟုပေါက်ပြန်တတ်သောသဘောဟုအနှစ်မဲ့ဟုညှင်းဆဲခြင်းအရင်ခံဟုတတ္တ၏ဟု
အထူးထူးဖြစ်တတ်၏ဟုအာသဝတရားတို့၏အာယုံဟုပြုစီရင်အပ်၏ဟုမန်နှင့်ဆက်၏ဟုဖြစ်ခြင်းသဘောရှိ၏အိုခြင်းသဘောရှိ၏နာခြင်းသဘောရှိ၏တေခြင်းသဘောရှိ၏စိုးရိမ်ခြင်းသဘောရှိ၏ငိုကြွေးခြင်းသဘောရှိ၏ပြင်းစွာပူပန်ခြင်းသဘောရှိ၏ညှဉ်းနွမ်းခြင်းသဘောရှိ၏ခန္ဓာ၅ပါးတို့မမြဲဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်မြဲ၏ဟုရှုသည်ရှိသောမိမိချမ်းမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုဆင်းရဲ၏ဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်ချမ်းသာ၏ဟုရှုသည်ရှိသောမိမိချမ်းမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏ဒါကခန္ဓာဒီနိဗ္ဗာန်နဲ့ရှင်ပြီးပြောသွားတာပေါ့နော်ဒီဟာလေးကိုနည်းနည်းတော့တေချာလေးနားထောင်သင့်တယ်နော်ခန္ဓာ၅ပါးတို့ကိုယောဂါကိုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်အနာယောဂါကင်း၏ဟုရှုသည်ရှိသောမိမိချမ်းမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုအာယမဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်အာယမကင်း၏ဟုရှုသည်ရှိသောမိမိချမ်းမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏အဓိကခန္ဓာ၅ပါးမမြဲဘူးဆိုရင်နိဗ္ဗာန်ကမြဲတယ်ဆိုတဲ့သဘောတရားပေါ့နော်နိဗ္ဗာန်ကိုသဘောတရားဒါသဘောတရားတစ်ခုလို့ပြောလို့ရတယ်နော်ခန္ဓာ၅ပါးကဆင်းရဲတယ်ဆိုရင်နိဗ္ဗာန်ချမ်းသာတယ်ဒီနေရာမှာအနတ္တမပါတာကိုသတိထားပါနော်အနတ္တမပါဘူးခန္ဓာ၅ပါးတို့ချုပ်ခြင်းနိဗ္ဗာန်ဒီအိုင်းမကင်းကိုရှုသည်ရှိတော်မိချမ်းမဲ့၌ကြိုးပေးမြဲခြင်းတို့ဝင်၏ခန္ဓာ၅ပါးတို့ကိုစူးညောင်းရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်စူးညောင်းကင်းဟုရှုသည်ရှိသောမိမိချမ်းမဲ့၌ကြိုးပေးမြဲခြင်းတို့ဝင်၏ခန္ဓာ၅ပါးတို့ကိုညှင်းဆဲတတ်၏ဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်ညှင်းဆဲခြင်းကင်းဟုရှုသည်ရှိသောမိမိချမ်းမဲ့၌အကျိုးပေးမြဲခြင်းတို့ဝင်၏ခန္ဓာ၅ပါးတို့ကိုအနာဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်အနာကင်းဟုရှုသည်ရှိသောမိမိချမ်းမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုတပါးတခြားဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်အကြောင်းတစ်ပါးကင်း၏ဟုရှုသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုပျက်စီးတတ်၏ဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်မပျက်စီးသောသဘောရှိ၏ဟုရှုသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုဘေးရန်ဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်ဘေးရန်မရှိဟုရှုသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုဥပ္ပဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်ဥပ္ပမရှိဟုရှုသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုဘေးဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်ဘေးမရှိဟုရှုသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုနှိမ့်ဆက်တတ်၏ဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်မနှိမ့်ဆက်တတ်ဟုရှုသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုတုံလုံး၏ဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်မတုံလှုပ်ဟုရှုသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုကျိုးပြတ်တတ်၏ဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်ကျိုးပြတ်ခြင်းမရှိဟုရှုသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုခိုင်ခံခြင်းမရှိဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်ခိုင်ခံခြင်းရှိ၏ဟုရှုသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုမိခိုရာမဟုတ်ဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်မိခိုရာဟုရှုသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုပုံအောင်ရာမဟုတ်ဟုရှုသည်ရှိသောမတ်နှင့်လျော်သောအလိုတော်မှဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ခြင်းနိဗ္ဗာန်သည်ပုံအောင်ရာဟုရှုသည်ရှိသောမိမိအခြားမဲ့၌အကျိုးပေးမြဲခြင်းသို့ဝင်၏
ခန္ဓာ၅ပါးတို့ကိုယ်ကိုယ်ရာမဟုတ်ရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်၏ကိုယ်ကိုယ်ရာကိုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ချမ်းသာခြင်းမှာကင်းစိတ်၏ဟုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်၏ချမ်းသာသည်မှမစိတ်ဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုချင်းသည်ဟုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့ရဲ့အချုပ်ချင်းနိဗ္ဗာန်သည်အချင်းဤမဟုတ်ဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုပုဂ္ဂိုလ်စသည်မှစိတ်သုံး၏ဟုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်သင်္ခါရအလုံးမှစိတ်သုံး၏ဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုအတ္တမဟုတ်အနတ္တကိုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့ချုပ်ချင်းနိဗ္ဗာန်သည်မြတ်သောသဘောပရမတ္ထကိုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုအပြည့်ဟုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်အပြည့်မရှိဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုဖောက်ပြန်တတ်သောသဘောရှိဟုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်ဖောက်ပြန်သောသဘောမရှိဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုနှိမ့်မဲ့ဟုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်အနှစ်သာရဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုညှင်းဆဲခြင်းရင်းခံဟုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်ညှင်းဆဲခြင်းအရင်ကမဟုတ်ဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုတတ်တတ်၏ဟုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်မတတ်တတ်ဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုအထူးထူးဖြစ်တတ်၏ဟုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်ထူးထူးမဖြစ်တတ်ဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုအာသောတရားတို့၏အာယုံဟုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်အာသောတရားတို့၏အာယုံမဟုတ်ဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုပြုစည်းရင်အ၏ဟုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်မပြုပြင်ရဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုမန်နှင့်ဆက်၏ဟုရှုသည်ရှိသောမန်နှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်မန်နှင့်မဆက်ဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုဖြစ်ခြင်းသဘောရှိဟုရှုသည်ရှိသောမန်နှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်ဖြစ်ခြင်းသဘောမရှိဟုရှုသည်ရှိသောမိမိအကျိုးမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုအိုခြင်းသဘောရှိဟုရှုသည်ရှိသောမန်နှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်အိုခြင်းသဘောမရှိဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုနာခြင်းသဘောရှိဟုရှုသည်ရှိသောမန်နှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်နာခြင်းသဘောမရှိဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုသိခြင်းသဘောရှိဟုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်သိခြင်းသဘောမရှိဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုစိုးရိမ်ခြင်းသဘောရှိဟုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်စိုးရိမ်ခြင်းသဘောမရှိဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုငိုကြွေးခြင်းသဘောရှိဟုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်ငိုကြွေးခြင်းသဘောမရှိဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုလင်းစွာပူပန်ခြင်းသဘောရှိရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်ပြင်းစွာပူပန်ခြင်းသဘောမရှိဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏ခန္ဓာ၅ပါးတို့ကိုညှဉ်းနှွမ်းခြင်းသဘောရှိဟုရှုသည်ရှိသောမနှင့်လျော်သောအလိုအနုလောမဉာဏ်ကိုရ၏ခန္ဓာ၅ပါးတို့၏ချုပ်ချင်းနိဗ္ဗာန်သည်ညှဉ်းနှွမ်းခြင်းသဘောမရှိဟုရှုသည်ရှိသောမိမိချားမဲ၌အကျိုးပေးမြဲခြင်းသို့ဝင်၏မမြဲဟုရှုခြင်းသည်
အမြဲဟုရှုခြင်းသည်အနိစ္စ ानु ပဒနာသည်ဆင်းရဲဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်ရောဂါဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်အာယမဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်စူးညောက်ဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်ညင်းစေတဲ့ဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်အနာဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်သစိမ်းပြမဟုရှုခြင်းသည်အနတ္တ ानु ပဒနာသည်ပျက်စီးတဲ့ဟုရှုခြင်းသည်အနိစ္စ ानु ပဒနာသည်ဘေးရန်ဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်ဥပ္ပဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်ဘေးဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်နိစ္စတယေဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်တုံလုံးတယေဟုရှုခြင်းသည်အနိစ္စ ानु ပဒနာသည်ကြိုးပြတယေဟုရှုခြင်းသည်အနိစ္စ ानु ပဒနာသည်ခိုင်ခန့်ခြင်းမရှိဟုရှုခြင်းသည်အနိစ္စ ानु ပဒနာသည်မိဂုရာမရှိဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်ဘုံအောင်ရမောဟုဆိုခြင်းသည်ဒုက္ခ ानु ပဒနာသည်ကိုယ်ဝရမောဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်ကင်းစေရာဟုရှုခြင်းသည်အနတ္တ ानु ပဒနာသည်အချင်းဟုရှုခြင်းသည်အနတ္တ ानु ပဒနာသည်စိတ်သုံးဟုရှုခြင်းသည်အနတ္တ ानु ပဒနာသည်အတ္တမောဟုရှုခြင်းသည်အနတ္တ ानु ပဒနာသည်အပြည့်ဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်ဖောက်ပြန်တတ်သောသဘောရှိဟုရှုခြင်းသည်အိဋ္ဌာ ानु ပဒနာသည်အနိမေဟုရှုခြင်းသည်အနတ္တ ानु ပဒနာသည်ယဉ်စေခြင်းရင်းကောင်ရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်တတ္တယေဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်အထုထုဖြစ်ဟုရှုခြင်းသည်အိဋ္ဌာ ानु ပဒနာသည်အာသောနေရာတို့၏အာယုံရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်ပြုစဉ်ရယုရှုခြင်းသည်အိဋ္ဌာ ानु ပဒနာသည်မန္တဇာယုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်ဖြစ်ခြင်းသဘောရှိဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်ပေါ်ခြင်းသဘောရှိဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်နာခြင်းသဘောရှိဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်သိခြင်းသဘောရှိဟုရှုခြင်းသည်အိဋ္ဌာ ानु ပဒနာသည်အိဋ္ဌာ ानु ပဒနာသည်သို့ရင်သဘောရှိဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်မောရခြင်းသဘောရှိဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်ယင်းသာဝခြင်းသဘောရှိဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်ယဉ်နာခြင်းသဘောရှိဟုရှုခြင်းသည်ဒုက္ခ ानु ပဒနာသည်ဤ40သောချင်းအာရုံဖြင့်မနှင့်လျော်သောလိုအနုလောမဉာဏ်ကိုရ၏ဤ40သောချင်းအာရုံဖြင့်မိမိချမ်းမဲ့၌ကျိုးပင်မြဲခြင်းသို့ဝင်၏ဤ40သောချင်းအာရုံဖြင့်မနှင့်လျော်သောလိုအနုလောမဉာဏ်ကိုရသောဤ40သောချင်းအာရုံဖြင့်မိမိချမ်းမဲ့၌ကျိုးပင်မြဲခြင်းသို့ဝင်သောသူဟာနေဇံနေဇာ ानु ပဒနာပဲမြတ်လောက်ရှိသနည်းဒုက္ခ ानु ပဒနာပဲမြတ်လောက်ရှိသနည်းအနတ္တ ानु ပဒနာပဲမြတ်လောက်ရှိသနည်းအနတ္တ ानु ပဒနာ25ပါးနေဇာ ानु ပဒနာ50ဒုက္ခ ानु ပဒနာ125ပါးရှိဟုဆို၏ဝိပဿနာကထာပြီးဒါဝိပဿနာကထာပြီးပေါ့နော်ဒီနေ့ပြောရတာနိဗ္ဗာန်ရဲ့သဘောတရားကဒါဟုတ်ဥပ္ပတ္တိပဆန့်ကျင်ဘက်သဘောတရားကြီးပေါ့နော်ခန္ဓာ၅ပါးဆင်းရဲဆိုနိဗ္ဗာန်ချမ်းသာတယ်ပေါ့နော်။နည်းပြန်ကြရင်တော့ဒီနိဗ္ဗာန်ရဲ့လောဘဒေါသမောဟဆိုတဲ့အရာလေးကိုကြည်ကြဲပြန်ရှင်းပြပေးပါနော်။နောက်ဗီဒီယိုကြရင်ပေါ့နော်။တချို့တွေကဒီလောဘဆိုတဲ့လိုချင်မှုတွေဒေါသဆိုတဲ့စိတ်ဆိုးစိတ်ရကြမ်းတမ်းမှုတွေမောဟဆိုတဲ့မသိမှုတွေပေါ့နော်။ဒီဟာတွေကိုနိဗ္ဗာန်ရဲ့ဖွင့်ဆိုချက်တွေအများကြီးရှိရပေါ့။ဒါမြတ်စွာဘုရားဟောတဲ့နေရာမှာလည်းအများကြီးရှိရဖွင့်ဆိုချက်တွေဒီနေ့ကကြာဖွင့်ဆိုချက်လို့လည်းပြောလို့ရတယ်ဒါကပြောမယ်ဒါမတ်တဲ့နေရာမှာမတ်ရဲ့နေရာမှာသုံးသွားတဲ့နိဗ္ဗာန်သဘောတရားပြောလို့ရတယ်နိဗ္ဗာန်ကိုမျှော်မှန်းလိုက်တာပေါ့နော်နိဗ္ဗာန်မှာမပြောမယ်ဒုက္ခဆင်းရဲတယ်နိဗ္ဗာန်ကျတော့ချမ်းသာတယ်ဆိုတဲ့အယူအနေနဲ့ပြန်သုံးတာဒါပေမဲ့နိဗ္ဗာန်ရဲ့တသက်သူ့ရဲ့သဘာဝလက္ခဏာရှိတယ်ပေါ့နော်လောဘဒေါသကိုယ်တိုင်ရှင်းပြမှာတော့လောဘဒေါသမောဟဆိုတဲ့ဒီသုံးခုရှင်းပြပေးမယ်နော်တချို့တွေကဒီသုံးခုကသုံးခုတည်းဖြစ်တယ်ဒါဟာမြတ်စွာဘုရားဒီသုံးခုတည်းဟောထားတဲ့သုတ်တန်ရှိတာပဲနော်ဒီလောဘဒေါသမောဟကင်းအောင်ဟောထားတဲ့ဒါကျမ်းတော့တခြားမသိတော့ဘူးဒါတိကနိကတ်ထဲမှာတိကနိပတ်ထဲမှာအများဆုံးပါမယ်ထင်တယ်တိကနိပတ်ဆိုတာဒီသုံးမျိုးအစုတွေကိုပဲဟောတဲ့အထဲမှာတော့ဒါပါကောင်းပါနိုင်တယ်နော်ဒီလောဘဒေါသမောဟကိုတည်တံ့ဟောတဲ့တရားတွေတချို့တွေကဒီလောဘဒေါသပဲဟောတဲ့နိဗ္ဗာန်ကိုဖွင့်ဆိုထားတဲ့ဟာကိုတချို့တွေကသေးသိမ်တယ်လို့ထင်ကြတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းအဲ့ဒီဟာမသေးသိမ်ဘူးဆိုတာကိုသိသိတယ်ပေါ့နော်လောဘဒီဘောဘုရားဟောတာပေါ့ရှိရအဲ့တချို့တုတ်တယ်နေမှာဒီလောဘဒေါသမောဟကင်ရပြီလို့ဟောတယ်ဒီတာလာယရဏတန်ယုတ်ဒီကိုယ်တိုင်ဒီနီးအတွက်ကိုသုံးတဲ့ထဲမှာတာလာယရဏတန်ယုတ်သုံးတယ်စက္ကနိပတ်ဆိုတဲ့6ခုသောအစုတွေကိုပြောတဲ့ထဲမှာကျတော့
ပြောမယ်ဆိုရင်ကိုယ်တိုင်းဒီဓာတ်6ပေါက်ကိုသုံးတာပေါ့နော်မျက်စိနားနှာခေါင်းရှားကိုယ်စိတ်ဆိုရယ်ဒီ6မျိုးကိုအသုံးနီးကိုအသုံးပြုနေတဲ့အတွက်ဒီနီးနဲ့ဆိုင်တဲ့ကျမ်းတွေကိုဖတ်ကြတဲ့အချိန်မှာအင်္ဂုတ္တနိကေမှာရှိတဲ့စက္ကနိပတ်ကိုအဓိကကျမ်းကိုအနေနဲ့သုံးရတယ်ပေါ့နော်အဲ့ဒါနေနီးယူရတယ်ပေါ့နော်ပြီးလို့ရှိရင်တန်ယုတ်တနိကေတွေကတန်ယုတ်တလာယရဏတန်ယုတ်ဆိုတဲ့အဲ့တုတ်တန်တွေအနေနဲ့တုတ်တန်တွေအနေနဲ့နီးယူရတယ်ပေါ့နော်အဲ့ဒီထဲမှာပါလဲဆိုလောဘကိုအဓိကဖယ်ခိုင်းတာများတယ်လောဘဒေါသမောဟကိုပယ်ခိုင်းတာများတယ်အဲ့ဒါမှတချို့ကနိဗ္ဗာန်ကလောဘဒေါသကင်းတယ်လောဘဒေါသမောဟကင်းတယ်ဆိုတဲ့ဟောတာတချို့တွေကတေးသိမ့်တယ်လို့ထင်ကြတယ်ဒီဟာဒါလေးကအလွယ်လေးလို့ထင်ကြမဟုတ်ဘူးနော်တကယ်တမ်းတော့တကယ်တမ်းဆိုတာဒီလောဘဒေါသမောဟတကယ်ဆိုတာခဏတာမဟုတ်ဘူးတမထကြောင့်မို့လို့ခဏဝိပဿနာကြောင့်မို့လို့ပယ်တဲ့လောဘဒေါသမောဟကိုမဆိုလို့ဒါဒီနေ့ပြောချင်တာတကယ်ကြီးကိုလောဘဒေါသမောဟလုံးဝကင်းစင်သွားဖို့ဆိုတာကတော်တော်ကြီးကိုမစွန့်လွတ်နိုင်ပဲနဲ့မဖြစ်နိုင်တဲ့ကိစ္စเนาะအဲဒီကြောင့်မို့လို့ဒီဟာကိုမြတ်စွာဘုရားကဒီလောဘဒေါသမောဟကင်းခြင်းဒီနိဗ္ဗာန်ဆိုတဲ့ဒီအဟောလေးကိုတေးသိမ့်တဲ့အနေနဲ့မပြောကြဘူးတော့တိုက်တွန်းခြင်းเนาะဒီအရာလေးကတေးသိမ့်တဲ့အရာမဟုတ်ဘူးတကယ်ကြီးမာမာတကယ်စဉ်းစားလာကြည့်လို့ရှိရင်ကိုယ့်ကိုယ်ပဲပြန်ကြည့်ကြပါเนาะကိုတကယ်ကြီးလောဘဒေါသမောဟကတစ်နှစ်မှာ365ရက်ရှိဒီ365ရက်လုံးမှာကိုတကယ်လုံးဝလောဘဒေါသမောဟကင်းနဲ့နေနိုင်ပြီလားဆိုတာကိုယ်ရယ်စဉ်းစားပြီးတော့မှဒီဟောတဲ့အတူလေးကသိပြီးအရေးပါမပါကိုယ့်အကိုပြန်ဆုံးဖြတ်ပေါ့နော်ဒါပြောတဲ့သူကိုယ်တိုင်တော့ဒီအရာကတော့မလွယ်ဘူးဆိုတာတော့တေချာပြောလို့ရတယ်နော်ဘာလို့ဆိုဒီလောဘဒေါသမောဟလုံးကြီးကင်းစင်သွားဖို့ဆိုတာမလွယ်တဲ့ကိစ္စမဟုတ်အဲ့ဒါကြောင့်မလို့ဒီနိဗ္ဗာန်ကိုလောဘဒေါသမောဟကင်းခြင်းဒီနိဗ္ဗာန်ဆိုတဲ့ဒီဟောကွက်ကိုတော့သဘောကျတယ်အဲ့နည်းကိုလည်းရှင်းပြမှာဖြစ်တဲ့ကြောင့်မို့ဒီဟာစကားပြင်ခံထားတာပေါ့နော်ကျူပြီးစကားခံထားတာဖြစ်တယ်နောက်နေ့မှာဒီနိဗ္ဗာန်အကြောင်းကိုပြောပြပေးမှာနော်ကျမ်းကိုနဲ့တကွပေါ့နိဗ္ဗာန်တုတ်တူပါတော့နဲ့ပြောပြပေးမှာနော်ဒီနေ့ကတော့ဒီလောက်ပါပဲဒီကျမ်းကိုတွေကိုဖတ်တဲ့အခါမှာအခုနီးယူတဲ့အချိန်မှာဖတ်ခင်တော့ရတယ်ဒီ Play Store မှာရှိတဲ့ TV တကမြန်မာဆိုတဲ့ application လေးကနေဖတ်တာဖြစ်တယ်ပေါ့နော်အဲ့ဒီကနေမြန်မာပြန်ရှိတယ်ပါဠိမြန်မာပြန်ပေါ့နော်မြတ်စွာဘုရားဟောခဲ့တဲ့ဝီနည်းရှိတယ်တုတ်တန်ရှိတယ်အဘိဓမ္မာရှိတယ်အဲ့ဒီဟာတွေအကုန်လုံးမြန်မာပြန်အနေနဲ့ရေးထားတာဖတ်လို့လည်းအဆင်ပြေတယ်ဗီဒီယိုပြီးတိုင်းမှာလည်းဓာတ်ပုံလေးနဲ့ပြပေးဒီနေ့ကတော့စကားအနေနဲ့ထည့်ပြောပေးရပါတော့ဒီ application ကိုလည်းဝင်ပြီးတော့ဖတ်ကြပါစိတ်ဝင်စားဖို့ကောင်းတယ်အဓိကကိုယ်တိုင်ကအခုမှစပြီးလေ့လာမယ်သူဆိုလို့ရှိရင်ဝီနည်းတွေပါရင်မဖတ်နိုင်ဘူးဝီနည်းဆိုတာဝီနည်းပဋိကတ်ကိုမဖတ်နိုင်ဘူးအောက်ကတုတ်တန်ပဋိကတ်ဖြစ်တယ်တုတ်တန်နေဖြစ်တယ်ဒီကနိကေမေဇိမနိကေတန်ယုတ်တနိကေအင်္ဂုတ္တရနိကေခုတ်တကနိကေဆိုနိကေ9ချမ်းရှိရပေါ့နော်အဲ့ဒီ9ချမ်းကိုအရင်ဖတ်ဖို့တော့တိုက်တွန်းခြင်းအဘိဓမ္မာကတော့နောက်မှကိုအချိန်ရလို့ရှင်ဖတ်ပေါ့ဝီနည်းကလည်းကိုအချိန်ရလို့ရှင်ဆက်ပြီးတော့ဖတ်ပေါ့နော်အဓိကကိုကစဖတ်မဲ့သူလို့ရှင်သူဆိုလို့ရှိရင်တုတ်တန်တွေကိုစဖတ်တာကောင်းတယ်နော်အစဉ်တိုင်းလေးဖတ်ပေါ့အရင်ဆုံးဒီကနိကေစဖတ်လိုက်ဒီကနိကေမှာကအများဆုံးကပြောမှာကသီလပိုင်းများတယ်ဒါနသီလပိုင်းကြီးများတယ်ပေါ့နော်သီလပိုင်းကိုအဓိကများတယ်ဒီကနိကေမေဇိမနိကေအလယ်လက်တုတ်တန်นี่အဲ့ဒါလည်းအကျင့်ပိုင်းနေပါမယ်သူကအလယ်လက်ရှိတဲ့တုတ်တန်นี่ပေါ့နော်မေဇိမနိကေပြီးတန်ယုဒ္ဓနိကေတန်ယုဒ္ဓနိကေမှာတော့တချို့ကိုယ်နဲ့သက်ဆိုင်တဲ့နီးနဲ့ဆိုင်တဲ့ဟာတွေတုံးဖတ်လို့ရတယ်တချို့တွေကကိုယ်နဲ့သက်ဆိုင်တဲ့နီးပဲဖတ်မယ်ဆိုရင်ကိုယ်ကတည်းကကြတော့သလာယနာတုတ်ကိုတန်ယုတ်ကိုပို့ပြီးတော့ဦးစားပေးဖတ်တယ်ဘာလို့ဆိုဒီဓာရ6ပေါက်ကိုဓာရ6ပေါက်ဖြစ်တယ်မျက်စိနားနှာခေါင်းရှာကိုစိတ်ကိုကြည့်ရဲ့နီးကိုတုံးတဲ့အတွက်ကြောင့်မလို့သလာယနာတန်ယုတ်ကိုအဓိကထားဖတ်တယ်များတယ်ပေါ့နော်ကိုယ်ကတခြားအိမ်မှာခန္ဓာ၅ပါးကိုကြည့်ရသူဆိုလည်းအမှခန္ဓာ၅ပါးအတွက်တသက်တန်ယုတ်ရှိသေးတယ်တခြားတန်ယုတ်တွေရှိရပါတော့ကိုယ်နဲ့သက်ဆိုင်တဲ့တန်ယုတ်တွေရှာဖတ်လို့ရတယ်ပြီးလို့ရှိရင်အင်္ဂုတ္တနိကေအင်္ဂုတ္တနိကေမှာကျတော့အစုစုလေးပေါ့နော်တရားတစ်ခုအစု2ခုအစု3ခုအစု4ခုအစု5ခုအစု6ခုအစုဆိုတာရှိတယ်ဧကကနိပတ်
တိကနိပတ်ပေါ့နော်တိကနိပတ်ဆိုလို့ရှိရင်3ခုသောတရားစုတွေပေါ့4ခုသောတရားစု5ခုသောတရားစု6ခုသောတရားစုပေါ့စက္ကနိပတ်ဆိုရင်ကိုယ်တိုင်ဖတ်တာပေါ့နော်အဲ့ဒီကခုနမျက်စိနာနှာခေါင်းရှားကိုစိတ်ဆိုတဲ့ဒီဓာရ6ပေါက်နီးလန်းနေအများဆုံးပါတယ်ပေါ့အဲ့စက္ကနိပတ်နော်အဲ့ဒါဖတ်တယ်ဖတ်ရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ခုတ်တကနိကေပေါ့နော်ခုတ်တကနိကေရကြတော့အခုပြောနေတဲ့သူအမြဲတမ်းနောက်ပိုင်းကျမ်းကိုတွေကိုလည်းပြောပေးဖို့ရှိတယ်ပေါ့နော်ဒါကျမ်းကိုကတော့ဒီခေါင်းစဉ်နဲ့မဟုတ်ဘူးဒီကျမ်းကိုခေါင်းစဉ်နဲ့တက်ပြောပေးရမယ်နော်အဲ့ဒီကျမ်းကိုခေါင်းစဉ်ပြောတဲ့အခါမှာပရိသံမိတာမတ်ဆိုတဲ့အားကအများဆုံးပါလာလိမ့်မယ်အဲ့ဒီပရိသံမိတာမတ်ကအဲ့ဒီခုတ်တကနိကေထဲမှာပါတယ်ကိုကတကယ်လို့ဒီတရားရှုတာတရားမှတ်တာကိုပဲသဘောကျတဲ့သူဆိုရင်တော့အဲ့ဒီခုတ်တကပရိသံမိတာမတ်ကိုပဲရှာဖတ်ပေါ့နော်တကယ်လို့အကုန်လုံးလိုက်ဖတ်တာလည်းမမှားဘူးအချိန်ရရင်တော့အကုန်လုံးအဲ့ခုတ်တကနိကေအကုန်လုံးဖတ်တာကောင်းတယ်နော်တခြားဘူးသူရတွေလည်းရတယ်ပေါ့နော်ဒါပေမဲ့ပရိသမိတာမတ်ကကြတော့အဲ့ဒီတရားနဲ့ဆိုင်တဲ့တရားတွေပဲမြတ်စွာဘုရားဟောထားတာအဲ့ဒီဟာလည်းတော်တော်ကောင်းတယ်ပေါ့နော်အဲ့ဒီဟာကိုဖတ်လိုက်လို့ရှိရင်ကိုယ့်ရဲ့အုံနောက် level ကအုံနောက်ကိုရဲ့အသိပညာတွေကငကိုရှိလာတဲ့ဆိုင်ပို့ပြီးတော့မြင့်လာနိုင်တယ်ပေါ့နော်ဒီပရိသမိတာမတ်ဆိုရဲ့အပိုင်းရတယ်ပေါ့နော်ကိုယ်တိုင်ဒီတရားထုတ်တဲ့နည်းတွေကိုသိကျင်တဲ့အခါမှာလည်းအဲ့ဒီကပဲသွားကြည့်ရအောင်နော်ဒီနေ့ပြောတဲ့ဒါဝိပဿနာကထာဆိုရင်တော့မှပဲဒီပရိသမိတာမတ်ထဲမှာပါနေရပါနော်ပြောမယ်ဆိုရင်ရှိသမျှမြတ်စွာဘုရားကအရှိတုတ်တန်ဒီမှာမိခွန်းနေမိခဲ့သမျှကိုဒီနေရာမှာလာဖြေထားတယ်လို့တော့ပြောလို့ရတယ်အဲ့ဒီခုတ်တကမှာပါတယ်ပရိသမိတာမတ်နဲ့အင်္ဂုတ္တရကျမ်းထဲမှာပေါ့နော်အင်္ဂုတ္တရနိကေကျမ်းထဲမှာဒါမြတ်စွာဘုရားပြန်ပြီးတော့ဖြေပေးထားတယ်လို့ပြောလို့ရတယ်အင်္ဂုတ္တနိကေမှာအများဆုံးပါတဲ့အချက်တွေကကြတော့ဘလို့တရားအထုတ်တဲ့အချိန်မှာဘလို့စီကံတွေကိုလိုက်နာသင့်လဲဆိုတဲ့အချက်တွေအများဆုံးပါတယ်အင်္ဂုတ္တနိကေကလည်းဖတ်တဲ့နယ်ထဲမှာပါတယ်နော်အင်္ဂုတ္တနိကေမှာဘယ်လိုပြောမလဲတရားထိုင်တဲ့တရားတကယ်လုပ်နေတဲ့သူကစကားအချို့တွေကပြောကြဝစီဘိတ်မကျင့်အောင်ပဲအမှန်တော့အလဲအလက်ပေါ့နော်ဝစီဘိတ်မကျင့်အောင်ဆိုတော့လည်းစကားကိုရေဘက်မဝင်ပြောရမယ်လို့မဟုတ်ဘူးသူကအင်္ဂုတ္တနိကေမှာမြတ်စွာဘုရားဟောတာပြီးတာကစကားပြောတာကိုလည်းမနှက်တတ်အောင်လိုတာထက်လည်းပုံမပြောအောင်အဓိကအလဲလက်ပေါ့မေဇိမပရိပဒါနဲ့သွားမှာနော်ခုနလိုဝစီဘိတ်ကျင့်တယ်လို့လည်းလုံးဝမပြောဘဲမနေရအောင်ဒါပေမဲ့လည်းပုံမှန်လူတွေနေတယ်လို့လည်းဟလာပိန်ပြင်းသောစကားပြောတယ်လို့ပေါ့နော်ရေဘက်မဝင်လိုက်လျှောက်ပြောနေလို့မရဘူးပြောတင်ပြောထိုက်တဲ့စကားလုံးပဲပြောပြီးတော့ကျန်တဲ့အချိန်ဒီမှာကိုယ်တပါးနဲ့ကိုယ်တရားနဲ့ကိုယ်အမှတ်လေးနဲ့နေရမယ်ဒီလိုသဘောတွေပေါ့ကိုယ့်ရဲ့တငယ်ချင်းတွေအပေါင်းအသင်းတွေမခုံမရဘူးဆိုတော့အဆုံးအမတွေပေါ့ဒီတရားထိုင်တဲ့အခါမှာလုံးဝအသုံးဝင်တဲ့အဆုံးအမတွေကိုအင်္ဂုတ္တနိကေကျမ်းထဲမှာအဆုံးပါတယ်ပေါ့နော်ဖတ်တဲ့ကိုယ်တိုင်လည်းတကယ်ဒီနီးစနစ်ကပြောမယ်ဆိုမှန်မှန်ကန်ကန်လေးရလိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီဘာဟိယသုတ်တန်နီးစနစ်လေးကရလိုက်တဲ့နီးမှန်တာကိုမှဒီအင်္ဂုတ္တနိကေမှာပါတဲ့မြတ်စွာဘုရားရဲ့ထပ်ပြီးတော့ဒီလိုတော့အသေးစိတ်ကြတဲ့လမ်းညွှန်မှုတွေကိုထပ်ပြီးဖတ်လိုက်ရတဲ့အခါမှာဖတ်တယ်ဖတ်ရုံနဲ့တော့ဘာမှမဖြစ်ဘူးပေါ့နော်ဒါတွေကဖတ်တဲ့အလျောက်ကိုရောဒါမြတ်စွာဘုရားပြောထားတဲ့စီမင်းစည်းကနေငါဒီတရားလုပ်နေတဲ့အတွက်ကြောင့်လိုက်နာမယ်ဆိုတဲ့အတိုင်းတကယ်ကြီးလိုက်နာလိုက်လို့ရှိရင်လိုက်လာနိုင်တဲ့အခါကျတော့ကိုယ့်ရဲ့ဟိုတစ်ဖက်မှာလုံနေတဲ့ဒီဘာကြီးကနီလန်းလေးကဒီဓာရ6ပေါက်ဆိုတဲ့မျက်စိနားနှာခေါင်းရှားကိုစိတ်ကိုကြည့်တဲ့နီလန်းလေးကပို့ပြီးတော့ပြောမယ်ဆိုရင်အကျိုးတက်ရောက်လားမရောက်တက်ရောက်မှုရှိလားမရှိလားဆိုတာကိုတကယ်ကြီးကိုစမ်းသက်နိုင်သွားတဲ့သဘောလို့ပြောလို့ရတယ်ပေါ့နော်စမ်းသက်နိုင်လိုက်တယ်လို့ပြောလို့ရတယ်တကယ်တမ်းသာအင်္ဂုတ္တကျမ်းတော်မှာဖတ်မိလို့အဲ့ဒီမှာရှိရမြတ်စွာဘုရားရဲ့အသေးစိတ်ကြတဲ့လမ်းညွှန်မှုတွေကိုမဖတ်မိလိုက်လို့ရှိရင်ဒီနည်းစနစ်ကသိထားပေမဲ့လည်းအကျိုးကအများကြီးရချင်မှရတကယ်အားထုတ်နည်းကောင်းကောင်းကလည်းတကယ်အားထုတ်နည်းကလည်းအဲ့ဒီအင်္ဂုတ္တနိကေမှာသိခဲ့တာပေါ့နော်ဟုတ်ပြီဒီနေ့တော့ဒီလောက်ပါပဲသိချင်တာရှိရင် comment နဲ့မေးခဲ့လို့ရတယ်စကားပြောတဲ့နေရာနေလာမေးလို့ရတယ်ကိုယ့်ရဲ့တငယ်ချင်းတွေချစ်ခင်ရတဲ့သူတွေရှိရင်လည်း
ဒီတရားလေးတွေကိုပြန်ပြီးမျှဝေပေးပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲ